1954ကောဇာတက္ကရာ1382ခုနှစ်တပေါင်းလာပြည့်နေ့မတ်လ19ရက်2017စနေနေ့ညချမ်းချင်းခါဝဲမင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်လေးမြောက်ပိုင်းရပ်ကွက်လုံးဆိုင်ရာဗုဒ္ဓသာသနာရခိတဓမ္မယုံကြီးပြင်စမအခြေမြောက်စုပေါင်းဓမ္မပူဇာသဘင်ယနေ့ညဓမ္မသဘင်ဆင်ကျင်းပရာတရားဝဲအဖွဲ့ညတို့တရားတော်နာကြွတော်မူလာကြကုန်သောယန်းရှင်တို့ပြည်သူပေါင်းတို့ကိုယ်စိတ်နှပြချမ်းသာချမ်းသာစွာဖြင့်မေတ္တာတရားနိုင်နိုင်ကြပါစေလို့မေတ္တာအာသီတစကားပြောကြား၍တရားသဘင်ကိုဖွင့်ပါတယ်ဗုဒ္ဓသာသနာရခိတဓမ္မယုံမိသားစုများ၏တနှစ်တကုသိုလ်ရေးဆောင်ရွက်ချက်တွေအာရပါရကြီးညိုစွာတွေ့ရပါတယ်ကဆုံလမအတမစဲမှာပဋ္ဌာန်းမြတ်ပူဇော်ပွဲကျင်းပါတယ်ဝါဇုလမှာဝါရင်3လပတ်လုံးတနင်္ဂနွေနေ့တိုင်းသံဃာတော်ရှင်သူမြတ်တို့ဟာရုံစွန်းအာယုံမှုပါဘူးအာယရာဂဝိတချောင်းတင်ရုနာจิตအရုံအာယုံဆိုတာကအာယုံ၅ပါးကာမဂုဏ်တရားယူပါယုံတတ္တယုံခန္ဓာယုံရောက်တံဖုဒ္ဓပါယုံဆိုတဲ့အဲ့ဒီအာယုံဘုန်းကြီးရဲ့ဆွမ်းကျတော့ dom ကိုပြောတယ် DW dom meal အာယုံစွန်းစားလေး breakfast ဆိုတော့ပြောတာဆိုတော့အရုံစွန်းအာယုံမှာဒီအာယုံက sense ဆိုပြောတာစယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုဒ္ဓပါယုံအာယုံ၅ပါးလမ်းသွားတဲ့အာယုံဆိုတာလမ်းသွားတာလမ်းသွားတယ်မှာအာယုံတွေတွေ့တယ်အဲ့ဒီအာယုံဟိုအရုံစွန်းအရုံစသားတွေဆိုလို့ရှိရင် down adapt တိတ်ကြောက်ဆိုတညာလုံးကင်းနေဆောင်ပြီးတော့အိတ်ချင်လိုက်တဲ့အချိန်ကားတိုက်မှုဖြစ်တယ်လေအများဆုံးအဲ့ဒီအချိန်မှာအာယုံဥမှာကားတိုက်မှုဖြစ်တယ်ဆိုတော့ပထမတော့ကတညာလုံးကားတွေမောင်းကားမောင်းတဲ့လူရဲ့ပြစ်ချက်ကအိတ်ချင်တာတညာလုံးကောင်းတွေကားတွေမောင်းလာတယ်မီးရောင်တွေလင်းနေတာဒါမီးရောင်တွေကဖြတ်ခနဲ့လက်ငြိမ်းသွားတဲ့အချိန်ဟိုကရောင်ကြီးလေးကလာတဲ့အချိန်စီးစာဝ twilight အာယုံအရုံလေးကတက်လာတယ်ညရဲ့အယောင်နဲ့အရုံရောင်နဲ့ကင်းလိုက်ကြားဖြစ်လိုက်တဲ့ twilight မှာတော်တော်အလိုလိုစိတ်ကပဲ automatically သိတယ်ဟောငါမအိပ်ရသေးဘူးအဲ့ချိန်မှာပတ်ခနဲ့ငိုက်တယ်မဒိုင်းနဲ့ကားတိုက်တောင်းလို့အရုံဒီအာယုံမဟုတ်ဘူးဝါရင်3လပတ်လုံးတနင်္ဂနွေနေ့တန်ဃာတော်ရှင်သူမြတ်တို့ဟာအရုံစွန်းလောင်းလူချင်းဝါရင်3လပတ်လုံးစနေနေ့ညတိုင်းဓမ္မယုံဝက်ဖွဲ့မှာပြိတရားတော်နဲ့ဓမ္မစัจ जा အဲ့ဒီမှာလည်းဓမ္မစัจ जा မှာအဘောကငမလိုပါဘူးဓမ္မစင်ကြာဖြစ်သွားမယ်ဓမ္မစัจ जा မှာအောက်ကကာကြီးရဲ့မှာကတလုံးကအလိုလို disappear ဖြစ်အလိုလိုပျောက် understood ဓမ္မစက်ကမြန်မာလိုပါဠိလိုဓမ္မစက်ကမြန်မာလိုဓမ္မစัจ जा စัจ जा မှာအောက်ကကာကြီးလေးရှိတာဖြစ်ရင်အပေါ်မှာငရေးစီရမလို့ဝါရင်3လပတ်လုံးစနေနေ့ညတိုင်းဝဓမ္မယုံဝက်ဖွဲ့မှာပြိတရားတော်နဲ့ဓမ္မစัจ जा ဒေသနာတော်ကိုရုပ်ဖတ်ပူဇော်ပါသည်အဲ့ဒါလေးပြင်လိုက်ပါအောင်ဓမ္မစัจ जा မှာမတ်သက်မလို့နေဩဝါဒဆရာတော်များထံမှာဥပုသ်သီလဆောက်ရင်ဒီမှာလည်းဥပုသ်ကဒါတွေမဟုတ်ပါဘူးတဲ့ကဲကြော်လိုက်တော့နော်ခွန်စိုက်တရင်ကျော်လာအဘိဓမ္မာခါတော်နေ့ပူဇော်ဝဲကျင်းပပြုလုပ်ခြင်းဆွမ်းတော်ကြီးတင်ဝဲပြုလုပ်ခြင်းကုသိုလ်ကောင်းမှုတွေကိုမဝေဖန်ဘူးနော်စလုံးလေးတွေပဲဝေဖန်တာတစောင်းမုံမှာမောင်ဖုံးမလာတော့နော်ခွန်စိုက်တစောင်းမုံလားစုပေါင်းကထိန်သင်္ကန်းတွေပစ္စည်းလေးပါကတ်လို့ချင်းရက်ကွက်သားများအာဟာရဒါနကျွေးမွေးခံခြင်းတာရုခေါ်တာတွေတပေါင်းလားဒါလေးပြောခြင်းဓမ္မပူဇာတရားများကျင့်ပဒုံလဘရန်ကန်ရှင်ပြူဝဲများကျင့်ပါဆိုအဲ့တပေါင်းလားပြည့်ဒီကနေ့သည်အဖေနေ့ဆိုရင်ဆိုရတယ်ခုနမှာအဖေနေ့ဟောပြောပွဲကနေမပင်ပန်းခဲ့ပါတယ်နော်ကွန်းစောဟုတ်တယ်လေအဲ့ဒီမှာရေးတဲ့ဆရာတော်ဖရာတွေကအဖေများနေလို့အဲ့လိုရေးထားပါအဲ့ဒါပတ်အဖေအများနဲ့အနေကိုရှင်းလိုက်ရတယ်အဖေကတယောက်ပဲရှိပါတယ်မများပါဘူးเนาะဆိုတော့တပေါင်းလာပြည့်နေ့သည်ဒီနေ့ကအဖေနေ့ဆိုတော့ကဘာကတော့ in the United States holiday that Sunday in June ဇွန်လတတိယပတ်စနေတနင်္ဂနွေနေ့ကိုအဖေနေ့လို့သတ်မှတ်ပါတယ်အမေနေ့ကိုတော့1909ခုနှစ်ဇွန်လ12နေ့မှာoriginated Mother's Day on May 12, 1907 1909ခုနှစ်မေလ12နေ့မှာအမေနေ့အမေရိကန်နိုင်ငံမှာစတင်ကျင်းပခဲ့ပါတယ်နှစ်နှစ်အကြာမှာအဲ့ဒီနေ့ကိုနိုင်ငံတော်အစိုးရဒီနေ့ဂျုံမပိတ်ဘူးအနောက်တိုင်းနိုင်ငံတွေမှာတော့ရုံးပိတ်ပါတယ်အမေနေ့
It's a holiday in honor of mothers that is celebrated in countries throughout the world. ကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့နိုင်ငံတွေကအဲ့ဒီနေ့ကိုအမေတွေရဲ့ဂုဏ်သိက္ခာတွေကိုငဲ့ညာသောအဖြစ်လေးစားသောအဖြစ်ဗါရက holiday in honor of mother that is celebrated in countries throughout the world. တကမ္ဘာလုံးမှာရှိတဲ့နိုင်ငံတွေကအမေနေ့လို့ holiday မေလဒုတိယပတ်အဲ့ဒီနေ့ကိုတော့ the second Sunday in May မေလဒုတိယပတ်တနင်္ဂနွေနေ့ကို Mother's Day အဲ့ဒီ Mother's Day မှာ X ကအမေအများကြီးကိုဆိုတော့မဟုတ်အမေတယောက်ပဲရှိတယ်အဲ့ဒါနဲ့ပတ်သက်လို့ပြောစရာလေးနည်းနည်းရှိပါတယ်အမေကတော့တန်တရားဖြစ်ပွဲမရှိဘူးအမေကမွေးတာအဖေကတော့တန်တရားဖြစ်ပွဲရှိဘယ်အဖေနဲ့တတိယလဲဒါကြောင့်မလို့ရွှေကျင်သန္တာမင်းစတော်ဘုရားကြီးကတို့ရဟန်းတော်တွေကရဟန်းတော်ရှင်မြတ်တွေကအမေရှိကတောင်းကောင်းပါလားတခုအမေမေတော်ကြီးတော်တင်လာရေဘာလေးလို့ကွန်ပျူတာလေးလို့သင်္ကန်းလို့တောင်းကောင်းပါလေအဖေရှိကလည်းတောင်းကောင်းတယ်သို့တော့ရွှေကျင်သန္တာမင်းစတော်ဘုရားကြီးကတော့အဖေရှိကတောင်းရင်အဖေကကို့အဖေလားလို့မသိကြဘူး this is not sure မသိကြတာဖြစ်ချင်းကြောင့်အဖေရှိကတခါမှပစ္စည်းမတောင်းတော့ဝီနီးကိုလေးစားတယ်ဒါကဝီနီးတော်ကပြောတာစစ်ဆေးပညာရှုတော်အောင်ပြောတော့ဓမေစီရီရဲ့အမေကအဖေတွေအများယောက်ျားတွေအများကြီးရှိတယ်ဒါပေမဲ့သူမွေးတဲ့အခါမှာတော့တယောက်ကတတိသားပဲရပါတယ်စ DNA မတူတာဖြစ်ချင်းကြောင့်ယောက်ျားဘယ်နှယောက်နဲ့ပဲအေးတယောက်ပဲမွေးတယ်ဆိုအဖေလည်း only one father အမေလည်း only one mother တယောက်ပဲရှိတော့ဒါကြောင့်အဲ့ဒီအဖေဒီအမေနောက်မှာ no need to s Mother's Day မှာ s က apostrophe x အမေရဲ့နေ့အမေနေ့တို့ဆိုတာဆိုအဲ့ဒါကိုဆရာတော်ဘုရားတွေရှင်းတယ်သူတို့ပြောတော့အရှင်များတို့ဒါ Inxerofili ရ Britannica Britain ဆွဲသုံးကျမ်းကြီးကထုတ်ပြီးတော့ဆောင်းပါတစ်ပုဒ်ပါဆို Mother's Day ပြောခဲ့ပြီညီငယ်ညီမငယ်ကလေးငယ်တွေအတွက် so ဒီနေ့ကိုတော့ the day originated in the United States အမေရိကန်နိုင်ငံကစခဲ့ပါတယ်1909ခုနှစ်မေလ12ရက်တော်ပြီနော်ဟုတ်ပြီလား1914ခုနှစ်မှာ American သမ္မတ in 1914 President Woodrow Wilson made his nation holiday 1914ခုနှစ်မှာတော့ American သမ္မတ Wilson က Woodrow Wilson က1914မှာဘိုးကျောင်းဆံမမွေးမီတစ်နှစ်အလိုမှာအဲ့ဒီအမေနေ့ကိုအမေရိကန်နိုင်ငံလုံးရဲ့ gazetted holiday ဖြစ်သတ်မှတ်ခဲ့ပါတယ်မှတ်တာနော်အဲ့ဒါခလေးတွေမှာမှတ်တာဘုန်းစောကြီးမှတ်တယ်လေအမေနေ့ကိုဟာတယ်လေ1914ခုနှစ်မှာ in 1914 the President Woodrow Wilson made it a national holiday အမျိုးသားအနေနဲ့အမျိုးသားတစ်မျိုးသားလုံးရဲ့လွတ်လပ်ကျုံးပိတ်ရဖြစ်သတ်မှတ်တယ်ဟုတ်ပြီနော်ပြီးသွားပြီစရတာကတော့အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးကျင့်ရလွတ်လပ်ရေးပွဲကြီးတွေဆောင်ရွက်မယ်ဆိုတဲ့အင်္ဂလန်နိုင်ငံကိုစတင်တော်လှန်ခဲ့တဲ့ Philadelphia အဲ့ဒီကိုသွားကြည့်တဲ့အခါမှာ Celebrity Bell ခေါ်တဲ့လွတ်လပ်ရေးကြောက်တိုင်းလွတ်လပ်ရေးခေါင်းလောင်းကြီးကိုအမြဲတမ်းចောင်းသားတွေအလှည့်ကျတီးအမြဲတမ်းမြည်နေတယ်ဆိုတော့ကိုတို့မြန်မာလူမျိုးတွေကဒါန okay တနာတယ် okay တနာရတယ်ချစ်တတ်တယ်ကျမတို့ကလေကျွန်တော်တို့ကလေချစ်တတ်တယ်တနာရတယ်လှူရတယ်တရားနာရတယ်တရားနာရတယ်ဒါမချင့်သုံးတတ်ဘူးတရားနာရတယ်လှူရတယ်ဒါနအသိကောင်းတယ်တနာရတယ်ဒါပေတိဝင်းမြောက်တတ်တဲ့စိတ်တက်ရဲ့ကိုချင်းစားရတဲ့စိတ်တက်ကကျေးဇူးတရားနားလေတာတော့လူနေသေးတယ်ဟုတ်ပြီနော်ဘာပါတယ်လဲကျေးဇူးတရားနားလေဖို့လူနေသေးတယ်စအင်္ဂလန်နိုင်ငံမှာဖြတ်ဆိုမိပြတ်ပလိုက်မိ electrical power တွေကတ်ပြတ်သွားဟာဝိုင်းဖုန်းနေစတယ်မခဏနေပါဘူးအဲ့ကျမှရုပ်မြတညာမီးလင်းလာတယ်သောမတ်အက်ဒီဆန်ကပုံလေးပြလိုက်သောမတ်အက်ဒီဆန်မမွေးခင်တုန်းကခုလိုပဲအင်္ဂလန်ကြီးကမှောင်နေခဲ့ပါတယ်စမိုက်ကယ်ဖာရာရီက electrical power တွေကိုတွေ့သူ discover တာ
Sir Michael Faraday, he was a discoverer. Thomas Edison was an invention လို့သူအဲ့လိုတီထွင်လိုက်တဲ့ခါကျမှဒီလိုမီလုံးကြီးပေါ်လာလို့ငါကတော့ electrical power တွေရှိမှန်းသိပါတယ်ဒါပေမဲ့အဲ့ဒီလျှက်စစ်တက်ရေးပြီးတော့မီလုံးကြီး Thomas Edison ကတီထွင်အဲ့တော့ Edison ကို James Watt တို့ကိုသူတို့ကိုဂရုစိုက်သောအဖြစ်ချက်ချင်းပဲသတိရပြီးတော့အဲ့ဓာတ်ပုံယူရုံးမြတ်တန်းညာပြရတယ်အလေးဝိုင်းပြုတ်ခိုင်းလိုက်တယ်အဲ့လိုကျေးဇူးတွေကသိတယ်ဆိုတော့သူတို့လည်းအဲ့ဒီ Philadelphia မှာဗိရှာဆိုကိုတော်လန်လိုက်တဲ့နေရာနေစတင်ပြီးအမေနေ့ဖြစ်ပေါ်ခဲ့ပါတယ်နော်ကွန်စားဟုတ်ပြီနော်စတာပြီးသွားပြီဒါအမေနေ့ဒီနေ့အဖေနေ့လို့ဆိုရတယ်ပါတယ်လေအဲ့ဒီအဖေနေ့ကိုတော့ that Sunday in June ဇွန်လတတိယပတ်တနင်္ဂနွေနေ့မှာမေလရဲ့အမေဆိုတာဖြစ်ချင်းအောင်မေလမှာအဖေကိုဇွန်လမှာဒီလတော်တယ်တပေါင်းလာပြင်းနေ why အဖေကြောင့် one celebrates this day Father Day ဘာကြောင့်များတပေါင်းလာပြင်းနေမှာတကဘာလုံးကဇွန်လတတိယပတ် Sunday ကိုကျင်းပ၍မြန်မာနိုင်ငံကပညာရှင်များမြန်မာနိုင်ငံဆရာကြီးများကအဖေကြောင့်များတပေါင်းလာပြင်းနေကိုအဖေနေ့လို့သတ်မှတ်ရပါသနည်းလို့သတ်မှတ်တဲ့ပုဂ္ဂိုလ်တွေမေးခဲ့ပါတယ်ခုနကလည်းမေးခဲ့ပါတယ်ကိုယ့်ကိုယ်ပဲဖြေရတော့မှာပေါ့နော်ဟုတ်လားကိုယ်ကဘာလဲကိုယ့်ကိုယ်ပဲဖြေရတော့မှာပဲကိုမေးကိုဖြေဟောလဲစကားနှစ်ပတ်နေပေးခဲ့တာကိုမေးကိုဖြေဟာမိဘအမေတွေကသားသမီးကိုပို့ချစ်တာနို့အဖေကပို့ချစ်တာတင်ပြလိုက်တာကိုယ့်ကိုဒီဘက်ကအချမ်းကကောင်းစောနော်ဘာလဲလဲဟာအဖေနဲ့အဖေတွေကသားသမီးကိုပို့ချစ်တာကိုဝင်းသိန်းရဲ့ကိုအောင်မြင့်ရဲ့ဟုတ်အမေတွေကပို့ချစ်တာကုသိုလ်တရားကိုလေဒကမတွေကပို့လို့တတ်တာမဟုတ်ဘူးဒကာတွေကယောက်ျားတွေချင်းကြီးလေဟောတချင်းတောင်ရှိသေးတယ်စကားနှစ်ပတ်တင်ပေးယောက်ျားအမျိုးသားတွေကသာလည်းကုသိုလ်ကောင်းကိုပို့တော့တရားနာတာဒကမတွေကြီးပဲယောက်ျားတွေတရားနာနေတယ်ကုသိုလ်ကောင်းမလို့ဒကမတွေကြီးပဲဒါတို့အမျိုးသမီးတွေကသာလည်းကုသိုလ်ကောင်းမလို့ကြည်လေနတ်သမီးလေးတွေတစ်ဖက်လေး900ထားလို့ဆိုရင်နတ်သမီးတွေကြီးပဲလောကကြီးအကုန်တိုင်းပြီယောက်ျားတွေကနေပြီနတ်သမီးတွေနတ်သားနေတယ်နတ်ပြည်မှာနော်ကွန်းစောပါတယ်လေတောင်းအမျိုးသမီးတွေကသာနေပါတယ်လေကုသိုလ်ကောင်းမှုများများလုပ်တာတခုတင်သွင်းလိုက်ပါဒီဘက်ယောက်ျားတွေဘက်ကမဟုတ်ဘူးဓမေစီရီတို့ခေါင်းဆောင်တဲ့ယောက်ျားတွေဘက်ကနော်ဟိုကဒကမတွေခေါင်းဆောင်တဲ့ဘက်ကတို့အမျိုးသမီးအချိတ်လေနတ်သမီးလေးတွေတစ်ဖက်လေး900ထားလို့ဇင်ခံပြီးဟောတချင်းလေးတောင်ရှိတယ်မဟုတ်ဘူးကိုအောင်မြင့်ဥအောင်မြင့်ကြီးရဲ့အမျိုးသားတွေရတာကုသကောင်းမှုများတာအနန္တနေဝစီနေကင်းငါဝါလူသေးစုမကပဲဘဂဝါရီသင်္ချအသင်ချီအနန္တရှိတဲ့ဖရားတွေကဘာတွေလဲယောက်ျားတွေတော့ဖရားယောက်ျားတွေကပို့ပြီးတော့ကုသကောင်းမှုလုပ်တာကြိုက်တယ်လို့ညင်းလို့ရအခုလဲအဖေကသာမယ်ချစ်တာအမေကသာမယ်ချစ်တာအဲ့လိုတွေညင်းစရာလဲညင်းလို့ရတယ်ကဲဘာပဲပြောအဲ့ဒါတွေကိုဒီကနေ့ဟောပြောပွဲဖြစ်တဲ့အဖေနေ့ဆိုတဲ့ဟောပြောပွဲတိတ်ခွေတခါတည်းကြော်ညာလိုက်ပါတယ်နော်ပါတယ်အေးဟုတ်ပြီကြော်ညာလိုက်တာဒါကောင်းပြီဘယ်နေ့စခဲ့လဲဆိုညီငယ်ညီမငယ်များမှတ်လိုက်ပါနော်ကောင်းစောကြီးခုနကတော့1900ဘယ်လောက်လဲ1909ခုနှစ်ပထမဦးဆုံး The Fox Father's Day was celebrated on June 19, 1910 1910ခုနှစ်1910ခုနှစ်ဇွန်လ19ရက်နေ့အဲ့ဒီနေ့မှာပထမဦးဆုံးအကြိမ်အဖေနေ့ဒီတပေါင်းလားနေ့မှာဗမာပြည်မှာကျင့်ပနေတော့အဖေနေ့ကိုကျမကပါတယ်ရလိုက်ရမယ်နော်ထပ်ပြောပါမယ်တော့ကျတော့ထင်ရမြင်ရရှောက်ပြောတယ်ဖြစ်မှာဆိုလို့တက်လာခွန်းဆို The first Father's Day was celebrated on June 19, 1910ဟုတ်ပြီနော်ရမယ်နော်ဗါတယ်လေ1910ဇွန်လ19ရက်နေ့ပထမဦးဆုံးချိန်အဖေနေ့ကိုကျင်းပပါတယ်လောက်ဆိုရင်ပြီးပါပြီဟုတ်လားကွန်းစောလောက်ဆိုရတော့ပါပြီနော်ရတော့ပါပြီကွက်ကိုချမ်းသာတဲ့တပေါင်းလားမြေကြီးဘယ်လိုဖြစ်တာတော့ရှင်မယားအဲ့ဒီမှာတပေါင်းလားမြေကြီးကျင်းပရတဲ့အကြောင်းအရာကတော့မြတ်စွာဘုရားရှင်ကိုရောမြတ်သုဒ္ဓရဏမဟာရာဇာကိုအဖေရဲ့နန်းတော်ကိုပြင်လာပြီးတော့ဒီတပေါင်းလာပြီနေမှာခမည်းတော်ကြီးကိုမနေ့အဲ့တရားဟောရမှာနော်တကယ်တော့ဟောရမယ်တရားဒါဆရာတော်တို့ကအခရာစနေသွားတာဖြစ်ချင်းကြောင့်တပေါင်းလာပြီနေမှာသားကောင်းတဆူဖ
ခင်ကောင်းတစ်ယောက်လုတ်ခဲ့ပါတယ်သားကောင်းတဆူနေနဲ့သောရဏမင်းကြီးကိုသားအနေနဲ့ကျူးဆက်တယ်ရတော်ရရကိုရင်ဝင်နဲ့ထားခဲ့တဲ့ရာဟုလာလေးကိုဖေကောင်းဖခင်ကောင်းတစ်ယောက်နဲ့တပြိုင်နဲ့သေးပဲဖျားရှင်က your assistant နဲ့တခါတည်းပဲကျေးဇူးနှစ်ခုဆက်လိုက်တခါကျေးဇူးဆက်လိုက်တို့တရားဟောတဲ့ဓမ္မဂရိယာတွေကလည်းတရားဓမ္မတွေကိုတရားသိပါစေတော့သာသနာတော်ကြီးအရှိတင်တော့တစ်ချိန်တရားဟောလိုက်တာနဲ့တခါတည်းပဲနှစ်ခုကျေးဇူးဆက်ပြီးသားဖြစ်တယ်ကိုစားနေတောက်နေလှူနေတန်းနေတဲ့တရားဓမ္မတွေကျေးဇူးတွေလည်းပြပါစေတော့တရားဓမ္မတွေသိ၍ယင်ထဲမှာရှိတဲ့အမုန်းတရားတွေလောဘတရားတွေဒေါသတရားတွေမောဟတရားတွေလည်းပျောက်ပါစေတော့ကင်းနိုင်တယ်များကင်းတော့ဆိုတော့တခါတည်းပဲဆောင်ရွက်ပြီးသားဖြစ်ပါတယ်အဲ့ဒါကိုနားလည်တရားဝတော်ချင်းပါရခြင်းရည်ရွယ်ချက်ကိုနားလည်ပြီးအဲ့ဒီရည်ရွယ်ချက်လေးကိုမရောက်အရောက်သယ်ဆောင်ဖို့လိုပါတယ်ဟုတ်ပြီနော်ကိုဒီမှာဆိုလဲဘုန်းကြီးတို့ဒီထဲမှာဦးဝင်းသိန်းရဲ့ကိုယ့်ရဲ့အဖေတော်ရင်တော်ခဲ့ဖို့မယ်ဦးအောင်မြင့်ကိုယ့်ရဲ့အဖေတော်ရင်တော်ခဲ့ဖို့မယ်ဆိုအဲ့ဒီမိဘတွေလည်းဒါငါတို့မသိဘူးတို့ရဲ့တာသင်တန်တရားကြီးကအနမတက်ကောရံပိတ်ကိုတန်တာတော့တန်တရားကြီးကအလွန်ရှေ့တာဖြစ်ခြင်းကြောင့်ဤတပေါင်းလာပြည့်နေနဲ့ဓမေစီဒီရဲ့ဘဝဘဝမြတ်အကေဖခင်တွေများတော်ဘူးသာရှေ့ရဒီနေ့ဟောမဲ့စလကာမြို့ရဲ့တရားတုတ်တန်ကိုနာကြားခွင့်ရ၍အသိဉာဏ်တစုံတစ်ခုရသွားရင်ထိုဖခင်ဟောင်းများအားကျေးဇူးဆက်ပြီးသားဖြစ်ပါစေတော့ဆိုလိုချင်ပါလေနောက်ကောင်းစားပါတယ်လေအလောင်းမြတ်စွာဘုရားရှင်သည်အဲ့ဒီမှာဒီနေ့တော့ပါခြင်းမနောက်ပွဲကြမှာပါရင်ပါလိမ့်နောက်ပွဲမှာဘုန်းကြီးတို့ဇိန်သမဏအကြောင်းလေးကိုစာလကာပြီးရင်စေတုတ်တရာအဲ့စေတုတ်တရာမှာဘုရားရှင်ကဒီရာဟုလာဆိုတဲ့ဇာလီနဲ့ကဏ္ဍစိတ်သာဗုဒ္ဓရရံကိုရောယင်သွေးအသက်ပေး၍ခြေဖြာစီသီးပွန်နှင့်ပမာမိယသည်ဇာလီကဏ္ဍစိတ်တို့ကဲ့သို့သောသမိတာမတ္တိတဝီတို့ကဲ့သို့သောဇနီးမိဖုရားနှင့်တကွာဖြစ်သောအင်္ဂဇီဝီတမိမာသွေးမာရေးရာဇယုတ်အင်္ဂညီ၍ဖြိုးစီသက်ပဲလူဝဲမြတ်ခေါ်မှတွင်ညောင်းတတချောင်းကိုဝင်တော်လီအရာတိဝါတပိညုညံရဝယံဟုစိတ်တံဖြူပွေတရာရှိ၍လှူပေးတော်မူခဲ့သည်သာနတိအဲ့ဒီမှာစုစကားပုံနာကိုဒီကလေးလေးကိုပေးလိုက်တဲ့အခါမှာစုစကားပုံနာရုပ်ကြည်ကြည့်တော့ကြံတန်းလွန်တဲ့ကလေးလေးတွေကြောက်ပြီးဇာလီနဲ့ခန္ဓာဆိုင်ရရီအောက်ထဲဝင်ပြီးတော့ကြာဘက်ကလေးနဲ့ဖုံးနေတဲ့အခါမှာမင်းကြီးတဲ့မင်းကြီးကသားတွေသမီးတွေလှူတာတော့ဟုတ်ပါတယ်အခုအလှူပြီးတော့မှပြေးကြတော့ဆိုပြီးတော့မှပြောလိုက်တယ်တစ်ဖက်ကလှူတယ်တစ်ဖက်ကပြေးခိုင်းတယ်မင်းအလွန်ရုပ်မာတဲ့ဘယင်ပဲတဲ့စကားနှစ်ခုပြောတယ်မင်းလောက်ဝန်င်းဖြစ်တဲ့မုသာဝါဒပြောတဲ့ပုဂ္ဂိုလ်ငါမတွေ့ဘူးဟာအဲ့လိုပြောလိုက်တယ်ဖះစကားနှစ်ခွပြောတယ်ဘာလဲဝိသန္တရမင်းကြီးကတစ္ဆာရှိတယ်မုသာဝါဒရှောင်နေဆိုးတယ်ဆိုပြောတော့မှာဟိုရာဟုလာလေးကကြာသွားရာဟုလာလောင်းလေးကကြာသွားတယ်အဲ့ဒီမှာအိုးငါအဖေကိုမှုသားပြောတဲ့လူကြီးဒါနလူလိန်ကြီးလို့ပြောတယ်ဆိုတော့ကလေးလေးကနှလုံးသားတွေမခံစားနိုင်တော့အဲ့မှာမြတ်စွာဘုရားကတာဒတာအေဟိတတပိယဗုဒ္ဓပိယဗုဒ္ဓခမည်းတော်ရဲ့နှလုံးသီးပေါ်ပမချစ်ရတဲ့ဇာလီဆိုတဲ့သားရတနာလေးရဲ့အေဟိတက်ခဲ့ပါတော့မင်းငါဘုရားရှင်ပါရမီကိုပူရိထဖြစ်ကျင်လိုက်ပါသားရဲ့ဟောသိကောင်းတဲ့စကားနော်ငါလေးငါတို့လေဘဝသားကလေးဖြစ်ပြတန်မြာဘဝသမုဒ္ဒရာထဲမှာစုံကြီးဆန်ကြီးမျောနေတဲ့ခါမှာမင်းတို့သားနဲ့သမီးရလေးနာဝါစာလှေလေးတော်၎င်းဟာယာနာစရင်ရထားတော်၎င်းမင်းငါဘုရားရှင်အတွက်မင်းငါမင်းကြီးအတွက်ဟောတာဖြစ်လိုက်ပါသားရဲ့သမီးရလေဟာဒီဘဝသမုဒ္ဒရာကြီးထဲမှာအဖေရဲ့လှေလေးနဲ့သင်လှေလေးလိုရင်လေးလိုဖြစ်ပြီးတော့လေအဖေတို့ကလေတန်တာရတန်သဒေဝကံလူနဲ့ပြမှာတတ္တဝါတွေကိုကဲတင်မယ်ကွာတဲ့ပါရမီလေးတစ်ခါပဲကျန်တယ်တဘဝလေးပဲကျန်တယ် this is last မင်းအဲ့ဒီပါရမီလေးကိုဖြစ်လိုက်ပါလို့ပြောရမှာကလေးလေးကတက်လာတယ်ပုံနာကြီးရဲ့တဲ့ဗြဟ္မဏောပုံနာကြီးသည်ယထာရုစီကရောငါ့ကိုကြိုက်တယ်လို့လှုပ်တော့အသိခံတော့မယ်ဆိုအဲ့မှာပါရမီကြောတရားရင်တရားရိုက်တာຫນွေရိုးနဲ့တွေ့ပြီးရိုက်တယ်မှာတို့အလောင်းတော်ကငါတို့ဖျားရှင်လောင်းတရားဝတ္တန္တရာမင်းကြီးကနှလုံးသားတွေမှာစူပွက်ပြီးခံစားလုံးတန်လက်ကိုထဆွဲပြီးတော့ခုတ်မလို့အိုးလှူပြီးသားဒါနကြီးတဲ့ရကြီးရဲ့တပ်ပညုတဉာဏ်အတွက်လှူတာလေးဆိုပြီးနောက်ပြန်ထိုင်ဒါကြောင့်မလို့လောကမှာဝတ္တန္တရာမင်းကြီးလောက်ချစ်တဲ့အဖေမျိုးမရှိတာဖြစ်ခြင်းကြောင့် Today is a Father's Day ဒီနေ့ဒီအဖေနေ့ဖြစ်ခြင်းကြောင့်ဝတ္တန္တရာမင်းကြီးကိုတင်စားလိုက်ပါဝတ္တန္တရာမင်းလောက်ချစ်တဲ့ရှိသေးလားမရှိမှာတော့ဘယ်ရှိမှာသူရှိမှာမကျန်ကျိုးနဲ့တုပ်ပြီးရိုက်ချင်တယ်ခွေးလိုဝတ်လို့ဆွဲသွားတာလေမခံစားနိုင်
တော့မှအဲ့ဒီစိုးစကားပုံနာလဲတော့တတိတွေမေးပြီးတခါတည်းအဲ့လိုပြက်လဲသွားမှတက်ဝတ္တန္တရာတို့ဒါကြောင့်မလို့တို့ငယ်ငယ်တုန်းကဝတ္တန္တရာဇတ်ဝေသန္တရာဇတ်ကိုပါဠိတော်ထာဏကတက်ခဲ့ဆရာတော်ဥပုထံမှာအရှင်ကောသန္လသည်အဲ့လိုခုကျမှကိုယ်တိုင်ကြည့်တော့မှဂါရာတွေက2000ကျော်အနဲ့ဒိတ်ပဲတွေနဲ့အလွန်နှလုံးဒီဝတ္တန္တရာဇတ်ကိုနားထောင်ပြီးတဲ့ခါမှာဖះကိုလေတာဖះလောင်းလည်းကြည်ညိုသွားတယ်သာသနာမှာလည်းခိုင်သွားတယ်စိတ်ဓာတ်တွေကပျောက်သွားတယ်ဒါကြောင့်မလို့ရှေ့ရမထီမြက်တွေကဒုက္ခကြံပါတာဇတ်တွေကိုသိမတက်ကြတော့ရှေ့တုန်းကတော့ဝတ္တန္တရာဇတ်ကိုဓမေအရှင်ဝိသုဒ္ဓသည်ဓမေစီဥပဒနာရှင်နဲ့ဝတ္တန္တရာဇတ်တော်ကြီးကိုပါဠိတော်ထာထဲမှာတက်ခဲ့တော်မူဆိုတော့အလကားအောင်မလီဒါကြောင့်မလို့ကိုတို့တွေအများကြီးလိုပါသေးတယ်မတော်ပါဘူးတို့တွေနည်းနည်းလေးရှစ်ဆရာတော်ဖရာကြီးတွေနဲ့ဒီနားမှာထိုင်နေတဲ့ဥဝိသုဒ္ဓတွေနဲ့တော်ရင်တော်လိမ့်မယ်ပေါ့ဒါကိုတို့အများကြီးလိုပါသေးတယ်အများကြီးမတက်ပါဘူးဖြစ်ရတော့နော်နေ့တိုင်းကြည်ရတော့ကြက်ရတော့တခုရှိတယ်ကြက်သမျှကြည်သမျှတွေမှတ်ဉဏ်ကောင်းတယ်ကြက်ပြောတဲ့ကြည့်လိုက်တဲ့အရာတွေကိုမှတ်မိလွယ်လွယ်ကူမှတ်မိလွယ်လွယ်ကူမှတ်မိပြီးတော့ခေါင်းလေးကနေလွယ်လွယ်ကူမထွက်သွားဘူးမင်းကုန်းဆရာတော်ပြောသလိုပုဂ္ဂိုလ်က၄မျိုးရှိတယ်ကွာတဲ့သူလွယ်လွယ်အလွယ်ရတယ်အလွယ်မေ့တယ်စာခဏလေးချက်လိုက်ရတယ်ပြန်မေ့သွားအောင်ဒါတော့သူကအမြန်ရတယ်အမြန်မေ့တယ်လွယ်လွယ်ရတယ်လွယ်လွယ်မေ့တယ်အဲ့ဒါလည်းကောင်းတော့သိမ့်မကောင်းခက်ကြက်ရတယ်လွယ်လွယ်မေ့တယ်တနေ့ကုန်ကြက်ပြီးတော့ပြီးကြက်လဲကြက်ပြီးမေ့သွားဘာမှလုပ်မရဘူးသူကကြက်ခက်ကြက်ရတယ်ဒါအရလွယ်တယ်အမေ့လွယ်တယ်အရခက်တယ်အမေ့လွယ်တယ်အစာသင်မနေနဲ့တော့အရခက်တယ်အမေ့ခဲတယ်ရခဲ့တယ်မေ့ခဲ့တယ်တချို့ကငါဆရာဥနာရဆိုဘုံကြီးအကြာကြီးကြက်တယ်200လောက်ကြက်တယ်ဂါရာတော့ကိုငါတို့ဂါရာတစ်ပုတ်ကို2ခေါက်လောက်ကြက်တယ်ရသူအကြာကြီးကြက်ရတယ်လွယ်လွယ်လေးမေ့ခဏလေးကြက်ရတယ်မင်းကုန်းဆရာတို့ခဏလေးကြက်ရတယ်မေ့တော့အဲ့တော့ရလွယ်တယ်မေ့ခဲ့တယ်အဲ့ဒါမှကောင်းတယ်စာတခုအဲ့လိုမှကောင်းတယ်တဲ့ဆိုဝတ္တန္တရာဇတ်တော်ကြီးဒါကြောင့်မလို့ဤတပေါင်းလာပြည့်နေ့အဖေနေ့ကိုဝတ္တန္တရာမင်းကြီးကိုတရိယာဈေးချမာတယ်အဖေများနေ့အဖေများကိုကိုစားပြုဖခင်များကိုစားပြုတဲ့အနေနဲ့ပြီးပါပြီဒါကကြောက်ကုန်းစားနော်ဓမေဇရီဆရာတော်တို့ဟောနေတဲ့ဆလကာဆိုတဲ့မြို့ရောက်ပါပြီနော်ကုန်းစားဆလကာတောင်းစာလိကေပပရေဗါရလေပိဿကြီးစာလိကေပပရေဟုတ်ပြီလားစာလိကေပပရေဗါရတယ်အဲ့ဒါမြတ်စွာစားတော့စာလိကေဆိုတဲ့မှာတုတ်တန်လေးတစ်ခုပဲဟောတယ်ဘုန်းကြီးတို့ historical places where Buddha stayed ခဏပြောပါတယ်အဲ့ဒီစာလိကေပပရေစာလိကတောင်းစာလိယတောင်းလို့ဆိုရတယ်ဟုတ်ပြီနော်အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ဝါဆိုခဲ့တယ်ဆိုပါတယ်မေဂိယသုတ်တံဧကံတပါသောသမယံကံနဲ့ဘဂဝါဘုရားရှင်ကိုရောမြတ်သည်ဧကံသမယံဘဂဝါစာလိကာယံဝေရတိစာလိကေပပရေဒေနကောပနသမယေနအယသမမေဂိယောဘဂဝတ္တောဥပဒ္ဒဂောတိမြတ်စွာဘုရားရှင်ကဘုရားရှင်အလုတ်ကျွေးတွေစာလိကတောင်မှာတရင်သုံးနေတဲ့ခါမှာဘုရားရှင်အလုတ်ကျွေးမေဂိယမထေအဲ့တော့ဘုရားရှင်ရဲ့မေဂိယမထေရဲ့ဒါလေးနှစ်ခုမှတ်လိုက်နောက်ကုန်တော့ပါတယ်လေရမယ်နော်ဘယ်လိုလဲဘုရားရှင်ရဲ့စာလိယလို့လည်းရှိတယ်စာလိကလို့လည်းရှိတယ်ဒါလေးနဲ့မှတ်လိုက်ဘယ်လိုကြည့်လဲစာလိယရပ်ပလက်နဲ့လည်းရှိတယ်ကကြီးနဲ့လည်းရှိတယ်ဟုတ်ပြီလားအဲ့တော့စာလိယစာလိကရမလားစာလိယစာလိကပါဠိနှစ်ထွေရှိတယ်စာလိယတောင်းလို့လည်းဆိုတယ်စာလိကတောင်းလို့လည်းဆိုတယ်အဲ့ဒါလေးကိုယ်နဲ့မှတ်တာစာလိယပပရေလို့တို့ရှိလိမ့်မယ်တချို့ပါဠိတွေအဲ့တော့တော်ကြတော့တခုလေးတွေ့ပြီးတော့ဝါဆိုစဉ်မြတ်စွာဘုရားရှင်ရဲ့ဝါဆိုစဉ်တွေကိုပြတဲ့ဘုရဝန္တတဂရာတို့တခုတွေ့လိမ့်မယ်တွေ့ဟာဘယ်နဲ့ကွာမင်းတို့ဥကောသန္လာက73ဝါမြောက်ကိုမြတ်စွာဘုရားကစာလိယတောင်းမှာဝါဆိုတာဘယ်နဲ့ဘုကောကစာလိကလို့ပြောရနဲ့ရပလက်နဲ့ကကြီးစောက်ထိုးပလက်လန်လိုက်ရပလက်မှောက်လိုက်ကကြီးပါဠိစာပေမှာပြောင်းတတ်တယ်ဆိုစာလိယ73ဝါမြောက်ဝါဆိုတယ်မှတ်တယ်နော်ဘယ်နှဝါမြောက်လဲဘုရားမြတ်စွာဘုရားရှင်ကိုရောမြတ်73ဝါမြောက်ဆိုတဲ့ဝါဆိုစဉ်မှာစာလိယတောင်တနည်းစာလိကတောင်ပြီးစာလကာမြို့ဆိုတာနဂရမြို့တာဝဋ္ဌိနဲ့ကွန်းစောကြီးတာဝဋ္ဌိနဲ့ကောသံဘီကိုတာဝဋ္ဌိကိုသွားတဲ့လမ်းမှာကောသံဘီမြို့အနီးမှာရှိတဲ့ဘန္တာ B&D ဘန္တာ
အဲ့ဒီဗန္တာဆိုတဲ့အရာဒီကနေ့ကလားလို့ဗန္တာလို့ခေါ်တဲ့အရာမှာရှိပါတယ်မြတ်ဗုဒ္ဓ73ဝါမြောက်ဆိုခဲ့တဲ့တောင်မှာအဲ့ဒီတောင်နားမှာစာလကာဆိုတဲ့စာလိကဆိုတဲ့မြို့လည်းရှိတယ်စာလိကတောင်လည်းရှိတယ်ဒါဆိုရပြီနော်ဒါပါဠိလေးရွတ်လိုက်အောင်ဧကံတပါသောသမယံကံနေဘဂဝါဘုရားရှင်ကိုရမြတ်သည်စာလိကယံစာလိကမြို့၌စာလိကိပပရိစာလိကတောင်၌ဝိရတိလျောင်းနှင့်ရသော၄ပါးဣရိယမြတ်တာဆိုဖြင့်ကြည်သံရှင်ပြုံးတရင်သုံးတော်မူစဉ်တိနာကောဘနသမယနာထူကနဲ့အာယသမမေကိယောရှင်မေကိယသည်ဘဂဝတောဥပတကောတိဘုရားရှင်ရဲ့ဥပထကအလုအကျွေးလို့ဆိုပါသည်ဘယ်လိုလဲဘုရားရှင်အလုကျွေးတွေမေကိယတို့အာနရှင်အနန္ဒာတို့ရှင်ဥပဝါနာတို့ဟာဘုရားရှင်အလုကျွေးတွေကိုင်းဆိုတာဟုတ်ပြီနော်ယောဂီတို့တရားမှတ်ပါမြတ်စွာဘုရားရှင်ကိုရောမြတ်လေသိပြီးကြည်ညိုစရာလဲကောင်းတယ်တနာစရာလဲကောင်းတယ်တခါတည်းရန်လေတော့ကိုရိုးတွေလည်းအဆင်မပြေတာတွေတွေ့ပါတယ်ကိုကြောင်ကိုကံဘုရားရှင်ရဲ့ဗုဒ္ဓလေးတွေကိုဖတ်လိုက်တယ်ဗုဒ္ဓလေးကိုကြည့်လိုက်ပြီးဩတမန်တန်ဗုဒ္ဓတော်မဒီလိုဟာမျိုးတွေဒုက္ခတွေတွေ့ကြုံရတာပဲငါဘာမလို့လဲလို့ဖြေတာတယ်ဒါဒီတရားတွေနားလိုက်တယ်ဒီတရားတွေဟောတယ်ဒီစာပေတွေကြည့်တယ်ဖြေတာတယ်ဧကရာတခတယံနေဘဂဝါဘုရားရှင်ကိုရမတိနာဂသမလောပတ္တဇေဝရံကေတောစီဝိစရိဟောနာဂသမလာအဲ့နာဂသမလာဆိုတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့တပိတ်သင်္ကန်းယူဧကရာတခတယံနေနာဂိတောနာဂိတာဧကရာဥပဝါနာ၃ပါးရှိသွားပြီသူဧကရာတခတယံနေသူနခတ်တော်သူနခဘုရားရှင်တပိတ်သင်္ကန်းကြီးမြေကြီးပြစ်ချခဲ့တာလေအဲ့သူနခတ်ဆိုတဲ့ကိုရောကြီးသူဘုရားရှင်ကိုစွန့်သွားကြရှင်အနန္ဒာကိုရောမြတ်မြတ်စွာဘုရားရှင်ရဲ့ PA မြတ်စွာဘုရားရှင်အလုတ်ကျွေးမပြုတ်ခင်နာဂသမလာနာဂိတဥပဝါနာသူနခတမေဂိယစုံတာလို့အဲ့ဒီလိုအရှင်မြတ်တွေရှိပါတယ်တဲ့ဘယ်မှာတယ်လဲတိနာဂသမလာဘဂဝရမြတ်စွာဘုရားရှင်အတွက်ပရမဘောဓိယံပရမဘောဓိနဲ့ဝါ20အတွင်းမှာဒါ73ဝါမှာဝါဆိုရပြောတာဝါ20အတွင်းမှာအနိပတ္တဥပဋ္ဌာကအမြဲတမ်းအလုတ်ကျွေးမရှိပါဘုရားရှင်တတ်တော်55မရောက်ချင်းမရောက်မီအသက်40နဲ့50ကြားအဲ့ဒီမှာ35ဝါ35နှစ်40 45 50အထိဘုရားရှင်တပုခိုလူကျုံတယ်လို့ခံရတော့ဘုရားမှာ55လောက်ကြာမှာဘုရားရှင်ကအနန္တာပဲအမြဲနေတော့လို့ကြံတဲ့ခတ်စောဆုံးကနာဂသမလာနာဂိတဥပဝါနာသူနခတစုံဒသမဏီမေဂိယအဲ့ဒီလိုအလှည့်ကျထားတော့မှဒီသူနခတယဉ်ကြီးကဘုရားရှင်ရဲ့တပိတ်သင်္ကန်းပြစ်ချခဲ့တာလမ်းပြစ်ချခဲ့တာဟုတ်ဘုရားကိုယ့်ကိုကောက်ရတယ်ဘလောက်ကြည်ယူကြကောင်းချင်းကိုတို့ဗုဒ္ဓကဘုရားရှင်ကအမြဲတမ်းကြီးအလုံးစုံအကျွင့်မဲ့ပြည့်စုံတောက်ပြောင်ပြီးတော့ဘာဒုက္ခဘာဒုက္ခမှမရှိဘာမှဘုရားရှင်ကိုစေတသိက်ကဒုက္ခတော့မရှိဘူးပေါ့ကာယိကဒုက္ခဖြစ်ရတယ်လေတောင်းတို့တွေကတိလတွေရှိမယ်မေတ္တာတရားတွေရှိမယ်ဆိုဒီလိုပုံကုမျိုးနဲ့တာဏယမှာခီးတော့တယ်သူနဲ့သာဆိုရင်လို့ခေါ်လိုက်တယ်နောက်ပြီးတော့ဒီဘုန်းကြီးတွေကဘုရားငင်းခုန်နေတာဖြစ်ချင်းကြောင့်သူတို့မှဝေးရလို့တခါတရားခေါ်လိုက်တယ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်နဲ့ဘုရားကိုယ့်ကိုထွက်သွားတယ်ထွက်သွားပြီးတော့လေကိုယ်တပိတ်လေးကိုထမ်းကိုယ်တပိတ်လေးကိုလို့သင်္ကန်းလေးကိုကိုင်းပြီးတော့ခုနကပဲကျွေစီလေးတွေကိုယ့်အောင်လဲအိမ်နာလေးပဲကိုယ်စီပဲတန်ရှင်းဘုရားရှင်ဝတ်တွေလုပ်ပြီးတော့ပရင်းမောက်လေးတွေပိတ်ပြီးတော့တပါးတည်းပဲတာမန်ကိုတော်တိုင်းပဲသိနာတန်တဲ့အိယာနေရာကိုတန်တာမဲ့တော်တိုမီးပြီးတပါးတည်းထွက်သွားဘုရားကိုစိတ်ညံလို့လိုက်ဆိုဘုရားရှင်ဆုံးမပုံမရဘူးဘာလို့လဲသူကမြောင်မင်းနဲ့ပါဠိလေးကဆင်မင်းကကတ်တာဆိုဆင်ဆိုတော့ထမင်းမစားဘူးလေမြောက်ကထမင်းမစားဘူးလေထမင်းမစားတော့အဲ့အသီးတွေအနှံတွေဝါရင်3လကလပတ်လုံးဘုရားရှင်မီးလွတ်ခင်ဗျားတို့ပြောတယ်မီးလွတ်ဖုံးပေးရတယ်ဟုတ်ကောဆိုဘုရားရှင်ဖုံးပေးရတယ်ဆိုအဲ့ဘုရားရှင်ကိုစိတ်ညစ်အောင်လုပ်တဲ့ပုံကိုယ်တွေဒကာဓမ္မတွေကဒင်းတို့လည်းဆုံးမကပ်ဘူးသူတို့လည်းအသီးနှံစားလေတူသောအကျိုးပေးသွားတယ်ဆိုအဲ့အခုလည်းဒီမှာကြည့်သူနဲ့ကတ္တရင်ဘာလို့လဲကွာဘုရားရှင်တပိတ်သင်္ကန်းနေဟောမကြည့်စမ်းတခါသောကာလမှာတဲ့ဘဂဝါမြတ်စွာဘုရားရှင်ဘဂဝါမြတ်စွာဘုရားရှင်ဘုရားဟန္တတပိတတို့မှာတုံမကံပတ္တဆိုတဲ့ကဏ္ဍအရှင်ဘုရားရဲ့တပိတ်သင်္ကန်းတွေကိုကဏ္ဍကိုယ်တိုင်ယူလိုက်ပါဟန္တပိတော်သည်ဣမိနာမကိနာဒီလံခိပြင်းကိစ္စမကိစ္စမိသွားပါမယ်ဣတိဤသို့ဝတ္တဝါပြောပြီးပတ္တစေဝရံဘုရားရှင်ရဲ့တပိတ်သင်္ကန်းကိုသမာယံထပေတုံအာရတော်မြေကြီးမှာချမလို့ကြည်စံစေတီထိုက်တယ်ဘုရားရှင်ရဲ့တို့တန်ခါဥကောတန်လာတို့တန်မန်ကိုတော်လေးရဲ့ပစ္စည်းတော်မှာဇေဒီထိုက်တယ်တန်ဃာတွေသုံးပြီးသားပစ္စည်းထိုက်တယ်တမန်တန်ဗုဒ္ဓရဲ့ပရိဘောကဇေဒီထိုက်တဲ့ပစ္စည်းသမာယံမြေကြီး၌ထပေတုံချခြင်းကအာရတော်လှုပ်ဖို့အခုလဲမေဂိယဟောဒီသုတ်တံမှာဟုတ်ပြီနော်ဥပဝါနာနာဂိတနာဂသမလာအဲ့လိုချင်းချင်းတွေရှိနေတဲ့ထဲရနေပြီဒီကနေ့
ရှင်မေဂိယာကမြတ်စွာဘုရားရှင်ရဲ့အလုတ်ကျွေးဖြစ်တာဝန်ယူရတဲ့နေ့ပါလားကိုဝင်းဆိုရေဘာလဲလေရှင်မေဂိယာတာဝန်ယူတဲ့နေ့မြတ်စွာဘုရားနဲ့တူနေရောကိုဝင်းဆိုဆရာတော်ဥက္ကောသမလည်းကိုဝင်းနှစ်ယောက်တည်းပေါ့ဗျာဟုတ်လားပိဿိမှန်းကြည့်လိုက်စာလကတောင်ကတည့်ရဲ့ဥယျာဉ်နာမှာဖျားရှင်ရဲ့အရှင်မေဂိယာရဲ့ဒီမှာဇီဇလန်းမှာဒီတုတ်တန်လေးမှာစာလကဆိုတဲ့မြို့အာအီအီဥရောဟောလိုက်တာအခုစလုံးရောက်မယ်နောက်တရားဝက်မှာဇာခွဲရောက်မယ်ဇေတုတ်တတာစာရီစာလကမြို့မှာတရင်သုံးတော့တည့်ရဲ့ဥယျာဉ်လေးကလည်းကောင်းရှင်မေဂိယာကအပြင်းပြေလေးညနေပိုင်းမှာလမ်းလျှောက်တော့ပုရုဇဉ်လို့ဆိုတာလေဘယ်နေရာမှာနေစိတ်မချဘယ်ကိုသွားဘသူနားမှာနေလူတွေရဲ့ယုံကြည်စိတ်ချမှုလက်ခံနိုင်ရင်တရားဥတရားမြတ်ရှင်နေရအောင်လုပ်အဲ့ဒါဆိုယုံကြည်စိတ်ချအဲ့လိုမှမရှိသေးရင်စိတ်မချသေးဘူးကိုယ့်ကိုစိတ်မချသေးရင်ဘဝလည်းစိတ်မချသေးဘူးအဲ့ကိုအေးစေဒါပဲဟုတ်ပြီနော်ကိုယ်ဆိုအဲ့တော့အထာဂောဒုက္ခ၌ဟောအိဇမမနိဇန္တုကမ္မပိဏယပဝိတိတောရှင်မြတ်တပည့်တော်လေးဟိုကံတော်လေးကိုယ်ဆိုဒီတော့ကံတော်လေးမင်္ဂလာတောင်ညွန့်ပါလေကံတော်လေးရဲ့မြောက်ပိုင်းနားမှာကံတော်ကြီးရှိတယ်အဲ့ဒီကံတော်ကြီးနားကိုသွားပြီးတော့လေ့လာခြင်းလို့မင်းသွားခြင်းနဲ့သွားပေါ့ကွာသူတည်သူသွားတော့မယ်ဗန္ဒီရှင်မယံတပည့်တော်သည်အိဆာမိလို့ရှိပါဇန္တုကမ္မပိဏယပဝိတောကံတော်လေးမြောက်ပိုင်းကလေကိုဝင်းသိန်းတို့ကိုသိခင်ဗျာကံတော်လေးမြောက်ပိုင်းလားတောင်ပိုင်းလားဟမ်တောင်ပိုင်းမလားနော်ကံတော်လေးမြောက်ပိုင်းကလှတယ်ခင်ဗျာတောင်ပိုင်းဆိုမလားအသာမဲသေးနော်ကောဆိုအာဖိတ်ဆာရှင်ဥခင်ဝင်တော်ခင်တို့ဒေါ်နုလိန်စေတခါမှလည်းမကပ်ဘူးပါဘူးနော်ခွန်စောဟုတ်လားဆိုဟာဒေါ်နုတို့ရဲ့နေရာတွေကိုတွားကျင်တယ်တွားပေါ့လေဘုရားရှင်ဗန္ဒီရှင်မြတ်တပည့်တော်သည်ကဇန္တုကမ္မဇန္တုရွာတော့ဒေါ်နုနဲ့ဇန္တုနဲ့ကြိုက်နော်ခွန်စောပိဏယဆွန်လုံငါပဝိတိတုံအိဆာမိတွားကျင်မှာတော့တွားပါရတာကောအယသမမေဂိယပုပ္ပန္နတမယနိဝါသက်တော်သင်္ကန်းလေးယုံပြီးတော့မှဆွန်ငံကြွလာတဲ့ခါမှာအဲ့တော့ကိမိကာလယနရိယတည်တယ်အဲ့ဒီမှာကိမိလို့ခေါ်တဲ့ပိုးကောင်တွေရှိတဲ့နေရာပေါ့နော်အဲ့ဟိုပိုးအဲ့ထားပါဒါတွေခင်ဗျားတို့ရှင်းနေတယ်မရှင်းတော့ဆိုအဲ့ဒီနေရာလေးကရွှွနုံလေးလည်းထွက်တယ်မြေအနောက်လေးတွေထွက်တယ်တရေဥယျာဉ်လေးလည်းကောင်းတော့အဲ့နေထိုင်းရတော့ရှောက်ပြီးတော့ဟိုနားဒီနာသွားတယ်ကိမိကာလယနရိယကိမိကာလယနရိယမြေကမ်းလေးပါလေးရှောက်သွားကံတော်ကြီးနဲ့ရှောက်သွားတယ်လို့ကိုင်းစောဟာကိမိကာလမြေကမ်းနဲ့လို့ချင်းကပ်ပြီးအဲ့ဒီမြေကမ်းနာသွားနေတာတရေဥယျာဉ်လေးသွားတွေ့ဟာဒီတရေဥယျာဉ်လေးများနေပြီးတော့ကောင်းအောင်တွေးတာပါတွေးတော့ဒီတရေဥယျာဉ်လေးကံတော်ကြီးရဲ့ဒီတရေဥယျာဉ်လေးကံတော်ကြီးဥယျာဉ်လေးများနေပြီးတော့တရားထုတ်လိုက်လို့ရှိရင်တရားဥတရားမြတ်တွေရလောက်တယ်နေရာလေးကကောင်းတော့အစိတ်ကောင်းနှလုံးနဲ့တွေးတာဟုတ်ပြီနော်ကွာသားဘယ်လိုလဲစိတ်ကောင်းတော့နဲ့ဘာသာရိကံဝတိတံအမ္ပဝနမနုညံရမဏိယံဣဒံအမ္ပဝနံဤတရေဥယျာဉ်သည်မနုညံစိတ်နှလုံးနဲ့မွေ့လျော်ဝရှိတယ်ရမဏိယံပျော်မှုပဲရှိတယ်ဘာသာရိကံစိတ်တွေကြည်လိုက်တာအလံဝတိတံကုလပုဒ္ဒသဗရဏတိကသဗရဏယအမျိုးကောင်းသား၏သာသနာကိုချစ်မြတ်လို့တဲ့အမျိုးကောင်းသားတယောက်အတွက်ဗရဏယကမ္မထံလို့ကိုအထုတ်ခြင်းကအလံဝတ္တသင့်လေစွာတကားသာဇေမဘဂဝအနုဇာနိယအကိစ္စယံဣမံအမ္ပဝနံဖယားရှင်နဲ့ခွန့်ပန့်ပြီးတော့များလာလို့ရရင်ကောင်းရကြီးရဲ့ဖယားရှင်ကပြလာသိတာဘောဖယားရှင်လေဝေနေရတွေအတွင်းသဘောကိုသိတယ်ဖယားရှင်လေဣရံဗန္ဒီပုဗ္ဗသပုဗ္ဗနာသမယံနိဝတ္တပတ္တစီဝရမရာယဇန္တုကမ္မပိဏယပါဝိသိရှင်မဒီတော့ဇန္တုရွာကိုတပြိုတရားဆုံးခံကြွတယ်ဖယားအဲ့ဒီရွာနာလေကိမိကာလာဆိုတဲ့ဟိုမြစ်ကြီးရှိတယ်အဲ့ဒီမြစ်ကြီးရဲ့ဘေးနားလေတည့်ရဥယျာဉ်လေးကဗျာစိတ်လေးကိုသူ့တည့်ရဥယျာဉ်လေးညီမနေပြီးစိတ်လေးကိုကြည်လင်လန်းဆန်းသွားတာပဲစိတ်လုံးမွေးလေလို့တပည့်တော်တရားမြတ်အထုတ်လိုက်ရင်လေတရားတို့တရားမြတ်ရမယ်နေရာလေးဖယားအဲ့ဒီသွားဖို့ခွင့်ပြုပါလားဖယားရှင်ကအာဂမေတာဝမေဂိယဧကဂမိတာဝယာဝအင်ညောပိကောစီဘိက္ခုအာဂစတိခဏနေပါအောင်ကွာဇံဟိုနေမေဂိယရဲ့နောက်ထပ်လေငါဖယားတပါးတဲ့ရဲ့နောက်အဖို့ဖယားတော်မှာတပါးတဲ့မနေဘူးဆိုဘုရားရှင်တော်မြတ်ဖယားကိုလည်းအမြဲတမ်းမေဟိုမာတုကာမတစ်မျိုးဒီမာတုကာမတစ်ထွေလာတယ်လေအခုတော်တော်ကြာဟောမယ်တရားမှာဇိမ်ဇမာနဖယားလာဖြစ်စည်းတာပဲတော့ဖယားရှင်ကနာမင်းလို့ဒီနေ့လက်တပေါင်းလာပြီနေကြိုက်တယ်နော်ကိုယ်တပေါင်းလာပြီနေလို့စီးနေမြူသူရိမိကိုပြစ်မျိုးငန်းရင်နေကာမတွေဒေါသတွေဝိဇိကိစ္စတွေထိနာမိတ်တာတွေဥဒ္ဒစ္စတွေအဲ့ဒါတွေကင်းနေတဲ့နိရောဓ၅ပါးတွေကင်းနေတဲ့တန်ရောစင်တွေကင်းနေတဲ့ဖယားရှင်ငွေလံမင်းကြီးကပပဝင်ပြီးတော့ဘယ်လောက်လှပတယ်မနာလွဲလူတွေအများကြီးရှိတယ်လေအဲ့တော့မှအဲ့ဒီဇိမ်ဇမာန
ဖျားတစ်ပါးတည်းနေလို့မပြုဒါတော့တန်ခါအပိသက်အများနဲ့တော့ဆွဆွဲသေးတာတစ်ပါးတည်းဆိုပြတ်တာတက်သွားမယ်ငါတစ်ပါးတည်းရေကိုင်းစော်ရေဟုတ်ပြီနော်အဲ့တော့ဇိန်သမဏကဖျားကိုဆွဆွဲတယ်တော့တန်ခါတွေအများကြီးရှိတယ်တော့ဖျားရှင်ကလပြေဝင်းကြီးဇိန်သမဏကအဲ့လပြေဝင်းကြီးလှတာမနာလို့တော့ဘုန်းကြီးတရားကောင်းစဉ်လေးကိုစန္ဒာလကိုမှလက်စန္ဒာကိုမှမစင်နဲ့တုတ်ချင်သူလို့တရားကောင်းစဉ်တရားပေးပါလေကြိုက်ရင်လိုက်ခဲ့နော်ဟုတ်ပြီလားတော့ကိုင်းစော်လေလားကောင်းစဉ်လေးတည့်ပေးလိုက်တယ်ကိုင်းစော်ဘာလဲလဲစေအဲ့ဒါလာစန္ဒာကိုမှဘာလဲလဲမစင်နဲ့တုတ်ချင်သူမင်းကုန်းဆရာတော်ဘုရားကြီးရဲ့ဗုဒ္ဓဝင်ပါဠိတော်ကိုကြည့်ပေးတာပါလို့ဂုထပိဏံအာရာယစန္ဒမလံဒုသိန်တို့ဝါယမဏီဝိယလို့တဂရာကဖွင့်တယ်မစင်တုံးကြီးကိုကန်၍လာပြည့်ဝင်းကြီးကိုပြစ်လိုက်တယ်လို့တဂရာဖွင့်တယ်တပည့်တော်နာမည်ပေးလိုက်တာပါစန္ဒလက်စန္ဒာကိုမှမစင်နဲ့တုတ်ချင်သူလို့တပည့်တော်အဲ့လိုပေးလိုက်တာပါလို့အလကားမပေးပါဘူးနော်ကိုစောအခုလေအဲ့ဒီအရှင်မေကြီးကအာဂမိတာဝမေကြီးမေကြီးယချစ်သမေကြီးရဲ့အာဂမိဆိုင်မောင်ဧကဂမိငါတော်ရတဲ့သားနဲ့ရှိတဲ့ချိန်ကမှရာဝအင်ရောပြီးကောစီပေးကွာခဲ့စသည်ဘုန်းကြီးတစ်ပါးနောက်တစ်ပါးထပ်လာမယ်ဆိုရင်အဲ့ဒီကြမှာသွားပါတစ်ကြိမ်ပြောတယ်မရပါနှစ်ကြိမ်ပြောတယ်မရပါသုံးကြိမ်ပြောခဲ့ပါပြီကောင်းစောပါတယ်လေဒုတိယမိသုံးကြိမ်လည်းပြောခဲ့ပါပြီဟုတ်လားကောင်းစောတတယံမိသုံးကြိမ်လည်းပြောတဲ့ကမှာဘဂဝတောဗန္ဒီနတ္တိကင်စီဥတ္တရိကရဏီယံဖယားရှင်ကိုပြောရလိုက်တာတော့သူကမှတ်ချက်တွေရေးလိုက်တယ်ဖယားရှင်ကဲ့သို့သောမိတ်ဆွေကောင်းကြီးဟုတ်ကွယ်ပါတယ်လေလောက၌အကောင်းဆုံးမိတ်ဆွေကိုစွန့်ပစ်သွားသူအတွက်မိတ်ကောင်းမှုသောအချက်ကိုဖယားရှင်တတိပေးတဲ့နေဒီတရားကိုဟောတာပါဖယားရှင်လောကမှာအကောင်းဆုံးအမြတ်ဆုံး good friend so right friend so noble friend မိတ်ဆွေကောင်းမိတ်ဆွေမှန်မိတ်ဆွေမြတ်မှန်ကန်စွာကိုးကွယ်ဖို့လည်းပေးခဲ့တယ်သစ္စာသိအောင်ပေးခဲ့တယ်အာသောတရားကိုအောင်ပေးခဲ့တယ်ဆရာကောင်း good teacher right teacher noble teacher မှန်ကန်တဲ့အဲ့ဒီခေတ်ကအမှားတွေကိုးကွယ်နေတော့မှန်ကန်ကိုးကွယ်နေလို့ good teacher ဣရန်ဒုက္ခသစ္စာနိယထာဘူရံပဇာနိသစ္စာလေးပါသိစေလို့ right teacher အာသောနံခယအနာသောစေတဝမုတ်တိအာသောတရားတွေကုံရနိဗ္ဗာန်ကိုညွန်ပြလို့ noble teacher top good friend right friend noble friend အမြင့်မြတ်ဆုံးလောကကြီးအကောင်းဆုံးအမြင့်မြတ်ဆုံးမိတ်ဆွေကိုဘုရားရှင်ကိုစွန့်သွားမယ်လက်ကောစားတင်းလာတယ်ပုရိသင်များကြောက်เสียကောင်းတာဒါယောဂီတို့ရမှတ်အဲ့တော့မှတတ္တယံမြသုံးချိန်မြောက်လဲဘဂဝါမြတ်စွာဘုရားဘဂဝါတော်မြတ်စွာဘုရားရှင်အားအရှင်ဘုန်းကြီးလေဘုန်းကြီးမှာကိုဝင်းစောခင်ဗျဒီနေ့ကြောင်းမလာပါလားအရှင်မင်းဟန်မန်းနေဆိုနေပတ်စံရတယ်တပည့်တော်တော့ရှာသေးတယ်ဆိုတော့ဘာမှ तू ပြောလို့မရတော့ तू စီဝါရေးလေအရှင်မင်းကတရားတွေအထုတ်လို့လှုပ်เสียမရှိတော့ဘူးတပည့်တော်ကခုမှပို့လို့စင်းနဲ့တပည့်တော်မှာတရားတွေလှုပ်เสียရှိသေးတယ်အဲ့တော့သွားရမယ်ဆိုတော့တရားအထုတ်ရင်ဆိုတဲ့ meditation လုပ်မယ်တရားဘာဝနာလုပ်မယ်ဆိုရင်တားလို့မရတော့ဘုရားကအဲ့ဒါလုပ်သလားဗန္ဒေရှင်မင်းဘဂဝါတော်မြတ်စွာဘုရားရှင်ဤမြတ်စွာဘုရားရှင်ရဲ့နတ္တိကိဉ္စီဥတ္တရိကရဏီယနောက်ထပ်လုပ်ပွဲတရားထုတ်ဝကမ္မထမ်းလုပ်သည်မရှိတော့ပါနတ္တိကရတဝပရိစေယဘုရားရှင်မလိလာစရာလည်းမရှိတော့မရှင်ခောပနာဗန္ဒေရှင်မင်းမရှင်ခောပနာတပိတော်အတွက်မှာတော့အတ္တိဥတ္တရိကရဏီယနောက်ထပ်လုပ်စရာတွေလည်းရှိပါ၏အတ္တိကတတပတိစေယကျင့်စရာတွေလည်းရှိတာဖြစ်ခြင်းကြောင့်သစေမံဘဂဝါအနုဇာနတိအရှင်ဘုရားမြတ်ခွင့်ပြုမယ်ဆိုရင်ဂိစေယံတန်အပဝနဗရဏာယအဲ့ဒီတရေဥယျာဉ်တွေကိုသွားပြီး၍တရားအထုတ်ချင်ပါတယ်ဆိုတော့ဘုရားကပြောမလဲမေဂိယတဲ့ဗရဒဏိခောမေဂိယဝရမဏံကိန္တိဝရိယမှာမင်းကတရားအထုတ်ကိုသွားခြင်းပါတယ်ဆိုတော့ဒီသာသနာကတရားအထုတ်ကိုလေမတားဖို့ခွင့်မရှိတော့ပါဘူးသွားတော့ you can go you may go ငါထားခဲ့ပါတော့ပါတယ်လေ you leave me မသွားတော့မင်းကငါနောက်တစ်ပါးလောက်လာမှသွားပါကွာလို့ပြောတာကိုတပည့်တော်အရှင်မယားကဖျားလည်းဖြစ်ပြီးပြီတရားဥစ္စာတွေလည်းပြည့်ပြီးပြီတော့ဖျားရှင်နဲ့နော်အတူတူနေသတင်းသုံးနေတော့မှတို့ဖျားရှင်ကမတော်လို့တားတယ်လို့ခေါင်းထဲမဝင်ဘူး။အော်ဒါမိဘမတော်လို့တားတာဆရာကမတော်လို့တားတယ်မဝင်နိုင်ဘူး။ဇောကတ်နေတဲ့ချိန်မှာတတ္တဝါတိုးသည်သူလိုချင်တဲ့ကိစ္စကိုအဲ့ဒါလေးကိုအာယုံလေး focus တွေပြတ်နေတဲ့ခါမှာဖျားလည်းတားမရအောင်တရားလည်းတားမရအောင်တန်ခါလည်းတားမရအောင်သမ္မာသမ္ဗုဒ္ဓဗမာအကျိုးမရှိဖျားစကားကိုဖျားပြောလားမပြောဘူးလေမင်းမသွားပါနဲ့ဆိုအကြောင်းရှိလို့မရဘူးသူကဟမ်ဇွတ်ပဲဇွတ်ကြီးပဲအေးအဲ့လိုဆိုရင်လည်းမင်းကကွာတဲ့မေဂိယရဲ့တဲ့ဗရဏဏိကောမေဂိယဘဝရမဏံကိဉ္နိဝရိယမယတ္တရဏိတွန်မေဂိယကာလမညတိမေဂိယချက်တာဗရဏဏိတရားထုတ်မယ်ဆိုတဲ့အကြောင်းပြချက်ကြောင့်
ဝရမဏံကိဏိဝရိယမမင်းကအဲ့လိုဆိုရတော့ငါဘုရားရှင်ကဘာလို့တောင်းမလဲသွားတော့ခေါင်းဆောင်ကြီးသွားပြီနော်တရားလေးထိုင်နော်ခန္ဓာကိုယ်အညတရသမေရုခမူလီအဲ့တော့တော်တဲ့ဝင်မြတ်စွာဘုရားသူရိုးသသားပါယဟန္တာလောင်းနေလေဘဂဝါနဲ့မြတ်စွာဘုရားရှင်ကိုဖိဝရတွားရှ िख ုပြီးပရဂိနံကတဝယူသေးပြောကြွားသွားပြီးအမဝနံတရေဥယျာဉ်တွေကိုသွားပြီးတော့မှအညတရသမေရုခမူလီတစ်ပင်ရင်တပင်မှာထိုင်ပြီးတော့မှဟောစပြီးတော့ဥပဒနာမှတ်ပါလေဗျာမရဖះသိတယ်လေတရေဥယျာဉ်လေးကသိကောင်းတာဖြစ်ချင်းကြောင့်ဖတ်ခနဲ့ဆိုအတွေးလေးတွေသိမြင်တယ်အဲ့ဒီလိုလဲထိုင်နေတော့တန်ရောသုံးပါးကုံတော့တရားထိုင်နေတဲ့ကိုမေဂိယာကြီးအရှင်မေဂိယာကြီးကိုကိုဝင်းစောကြီးဟာလေရေဘုံရင်နာများတော်ဖြင့်တရောပါပကအကုသလဝိတကသမုဒ္ဒစရဏီကာမဝိတကောကာမဂုဏ်လေးကျန်နေဆိုလို့အဓိပတိလက်မပေါ်မှာရှောက်ဘူးပဲအဲ့ဒီငါဖြည့်တာမပါဘူးစားလည်းမပါဘူးနော်ဒီကုလည်းပြောထားပြီးသားကိုအောင်မြင့်ဟာလေမပါဘူးကာမဝိတကောဗျာပါဒဝိတကောဘုန်းတော်အဲ့ဒါတရောသုံးပါးကုံသောပါပကယုံမှညဉ့်ညံကုံသောအကုသလအပြစ်ရှိကုံသောမကောင်းညုတ်ပြီးမြဝိတကအတွေးခေါ်အကျဉ်းစီသမုဒ္ဒစရဏီဖြစ်ပေါ်ကြအဘာကုံကြီးကာမဝိတကောကာမဂုဏ်တွေကျင်းတယ်ဗျာပါဒဝိတကောပျက်စီးတာတွေကိုကျင်းတယ်ဝိဟိန္ဒဝိတကောညှင်းဆဲဖို့ရနေကျင်းတယ်ကိုတော့ကျန်လားကျန်တယ်တဲ့ပါဠိတော်ကကျန်တယ်တဲ့အထာဂေါတို့ကလည်းအာယသမတော်မိဂိယတဣဒတော်ဒီအဲ့ဒီမှာ तू အာသင်သွားတာဝင်သိရင်သိဩအစ္စရိယဝတ္တဘောအဘုဒ္ဓဝတ္တဘောတတ္ထာယသဝတ္တမအာဂရသမနာဂရိယံပပစိတာအထသပဏိမေဟိတိပပကေအကုသလေဟိဝိတကေအနဝတတ္တဩအံ့ဩကြကောင်းလိုက်တော့ငါတရားတရားစစ်လေးနဲ့သာသနာပေါင်းတွေကိုဝင်ခဲ့တာပါအဲ့လိုတရားတရားစစ်တဲ့ငါ့တော်မှလीဟာငါဒီလိုစိတ်တွေပေါ်ခဲ့ပါလားတန်ဝေးကရတော့ရှင်မေကြီးရပါတယ်လေဟာအစ္စရိယဝတ္တဘောအိုချင်းတို့အစ္စရိယံအံ့ဩဝဲရှိပြီဆိုတာအဘုဒ္ဓဝတ္တမဖြစ်ဘူးမင်းဖြစ်လေစွာတကားတတ္ထယသတရတရားရှိစွာနဲ့အဂရသမနာဂရယပပစိတော်အင်းရတီထောင်လူပေါင်းမှယဟန်ပေါင်းတို့ရောက်ခဲ့တဲ့၅ပါးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတော်မှဣမေတိပပကိအကုတလေဝိတကိဟဲ့ဒီအတွေးခေါ်မှားတယ်ကာမဂုဏ်တွေကျင်းစည်းတဲ့အတွေးခေါ်တွေပျက်စီးစေတဲ့အတွေးခေါ်တွေညှင်းဆဲမဲ့အတွေးခေါ်တွေပေါ်လာပါရောစိတ်မကောင်းစရာလေနော်ကြည်ညိုတယ်ကောင်းတယ်မလိမ်ဘူးလေသူလိမ်လားမလိမ်ဘူးနောက်ကောင်းတော့မလိမ်ဘူးဧစရိယံဝတ္တဘောအဘုဒ္ဓဝတ္တဘောတတ္တယသဝတ္တမအာဂရသမနာဂရိယံပပစိတာအင်ယာတီတောင်လူပေါင်းမှာတရားတရားနဲ့ရှင်ပြုခဲ့တဲ့ယဟန်ခံတဲ့ပုဂ္ဂိုလ်အထဆအဲ့ဒီလိုဖြစ်ပါတော့လေဣမိတိပါမဂိဤယုံမှညဉ့်ညံကောင်းသောအာကုတလေအာကုသိုလ်ဖြစ်ကောင်းသောဝိတကေအတွေ့အခေါ်ခြင်းစီတွေဖြစ်ကြပါကုန်တယ်အနွာတတ္တာငါအစင်လိုက်တာပါလားကာမဝိတကေနဗျာဝရဝိတကေနဝိဟိန္ဒဝိတကေနကာမဂုဏ်တွေကိုကြံစီတယ်ပျက်စီးရာတွေကြံစီတယ်ညှင်းဆဲကြံစီတယ်အဲ့ဒါမှတာယာနသမယံပฏิသန်းလန္နာဝုထိတော်ယေနဘဂဝါတရက်ပဲခံတယ်အထခေါ်အာယသမမေဂိယောရှင်မေဂိယသည်ညနေပဲကြာကိုင်းဆိုပြီးပြန်လာတယ်ဘုရားရှင်သိတယ်အရှင်မယဣဒမရှင်ပန္နိတသမင်အဘဝနေဝိရဏတတေယဝေနတယောဘဘကအကုသလဝိတကသမုဒ္ဒစရဏီကာမဝိတကောဗျာပါဒဝိတကောကိုင်းဆိုကြီးရှင်မယတပိတော်ခွန်းတော်မူပါဗျာဗန္နေရှင်မယဣဒဤချိန်ကမှာဣဒအဘဝနေတပိတော်ရှင်မယရဲ့ဟာဒီတယေဝိယမှာနေထိုင်စဉ်ကာမဝိတတိဗျာပါဒဝိတကာမဂုဏ်တွေကျင်စီတာတွေပြစ်မှားကျင်တာတွေဖြက်စီးကျင်တာတွေတတ်ဖြတ်ကျင်တာတွေပေါ်လာပါတယ်ဖေဟာဤကွာတဲ့ဒီဟာတွေငါမြင်တယ်တဲ့မင်းလေတပါးတဲ့နေခြင်းနဲ့တောရနေခြင်းပြီးဆိုရင်တဲ့မင်းအကူညီလေးအဆောင်လေးရှိမှနေလို့ရတယ်တိတ်ပါတဲ့နေဖို့အတွက်အဆောင်လေးရှိရတယ်၅မျိုးလို့တဲ့ဘာမှတဲ့ဒီအဆောင်၅မျိုးရင့်ချက်စေတဲ့အဆောင်၅မျိုးလေးမှမင်းမရှိဘဲနဲ့မင်းသွားရင်မင်းတော့ရောက်မယ်ကွာတဲ့ဟုတ်လားကွန်းစောကြီးဟုတ်တယ်လေတော့ရောက်မယ်တဲ့အဲ့တော့မင်းကငါဘုရားရှင်ကိုမင်းကတပါးတဲ့ထားပြီးတော့မင်းထွက်သွားတာ哦တဲ့ကိုဝင်းစောရဲ့အဲ့တော့အရင်ဦးဆုံးသောတာပန်တီးဖို့ဒီတရားလေးခေါ်လိုက်ပါဟုတ်ပါတော့လေစိတ်ကလှုပ်ရှားတယ်ကွာအတိပါရိယတိမေဂိယကတံအာဂမိတာဝမေဂိယဧကောကောမိယဝအညောပိကောစီဘိက္ခုအာဂစတိမံယာစနဧကေကံဧကကံဘာယကသန္တိနဘိက္ခုနာနာမဧဝံစိတ်တဝတိကိနဘဝိတောနဝတ္တိမင်းကွာတော်အံ့ဩစရာကောင်းတဲ့ပုဂ္ဂိုလ်ပဲငါကလေနောက်ထပ်ဘုန်းကြီးတစ်ပါးလာရင်မင်းသွားပါလို့ငါဖယားတားရသားနဲ့မန်ယာစံနဲ့ငါတောင်းပန်တဲ့စကားကိုမင်းကပါဟာယဧကကံပါဟာယပယ်စွန့်ပြီးကိစ္ဆန္ဒေနဘိက္ခုနာအဲ့လိုဖယားကိုလောကရဲ့အကောင်းဆုံးမိတ်ဆွေအမျက်ဆုံးမိတ်ဆွေ
အဲ့ဒီမိတ်ဆွေကိုမင်းစွန့်ပစ်သွားတဲ့ပုဂ္ဂိုလ်တွေမင်းအဲ့ဒီလိုမျိုးစိတ်သဘောတွေမင်းကိုနှိမ့်ဆက်မှာပေါ့ကွာတဲ့ဟေ့မေကြီးရမင်းတို့ပုရုဇဉ်တွေရဲ့စိတ်ဆိုတာလေရေတွေကငါးလေးကိုဆယ်တင်ပြီးကုန်းပေါ်တင်တဲ့ခါမှာတစ်ဖြက်ဖြက်လေးလွန်လုံးနေဆိုအငြိမ်မနေဒီတိုင်းပဲကွာတဲ့ဖဏနံစပလံစိတ်တံဒုရကံဒုံနိဝရယံဥဆုံးကရောတိမေရဝိဥတုကာရောဝတေဇနံကောင်းလိုက်တဲ့ခါတာကောင်းအဲ့ဒါသောတပန်တီးတဲ့ခါတာနော်အရှင်မေကြီးရသောတပန်တီးတဲ့ခါတာခုတို့ဟောမှာကနောက်ဟောမဲ့ဥစ္စာကရဟန္တာဖြစ်တဲ့ခါတာဖရဏံစပလံစိတ်တံဒုရကံဒုံနိဝယံဖရဏံတုံလို့ပါတဲ့စပလံစိတ်တံအဲ့လိုတုံလို့နေတယ်ပြေးလွှားနေတဲ့စိတ်ကိုဒုရကံစောင့်ရှောက်ခဲပါ၏ဒုံနိဝရယံတားမြစ်နိုင်ခဲ့ပါ၏ဥဆုံးကရောတိမေရဝိဥတုကာရောဝတေဇနံမြားလေဟဲ့မြားလေးကိုကိုွေးနေကောက်နေတဲ့မြားလေးကိုမျက်လုံးလေးမိတ်ပြီးကြည့်တယ်လို့ပဲတဲ့ဥတုကာရောဝလေးသမားသေးသားလျံတေဇနံမြားကိုဥဆုံးဖြောင်းသွားကရောတိပြည့်တယ်လို့မေရဝိပညာရှိတဲ့ပုဂ္ဂိုလ်ကလည်းစိတ်ကလေးကိုအဲ့လိုပြုရမယ်ဝါရီဇဝဒလိခိတ်တောဩကမောကတဥပ္ပတောရေထဲကဆယ်လိုက်တဲ့ငါးဒီဝါရီဇဝဒလိခိတ်တောထလေးကုန်းတနေခိတ်တောတင်လိုက်တဲ့အခါမှာဝါရီဇဝရေထဲကငါ့ကိုဆယ်တင်လိုက်တယ်လို့ပရိဖန္နဗိဒံပရိဖန္နနတိတံစိတ်တံမာရတိယံပဟာတဝေကောင်းသောအဲ့ဒီကမင်းရဲ့စိတ်ကလေးကိုမင်းမနိုင်သေးမနဲ့ကိုယ်စိတ်ကလေးကိုမှကိုမနိုင်မဲနဲ့မင်းကတပါးတည်းသွားကြတာအိုးလို့ဘုရားရှင်အဲ့ဒီဂါရဟောလိုက်တဲ့ခါမှာဂါရပရိယောတာနေဂါရအဆုံးမှာရှင်မေကြီးရမထေသောတပတ္တိပို့တီးပါတယ်ဗျာလို့လားကောင်းသောတို့အဲ့ဒါပြီးတော့မှဒါကြားပြဟောလိုက်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကရင့်ကျက်စေတဲ့တောရဆောက်တည်မဲ့တရားအထောက်မဲ့ပုဂ္ဂိုလ်ရဲ့ရင့်ကျက်စေတဲ့တရား၅မျိုးဟောပါတယ်တစ်မှတ်လိုက်ပါအပရိပကံယအပရိပကံယမေဂိယစေတဝိမု ക്തി ယပင်စဓမ္မပရိပါကယအတံဝတ္တနိကတမေပင်စာဘုရားဟောပြီဗျမေဂိယတဲ့ရင့်ကျက်စေတဲ့တရား၅မျိုးကိုမင်းနှလုံးသားထဲမှာမထည့်ဘဲနဲ့ဗါတယ်လေကုန်းစောတရားတို့တရားမြင်ရဖို့ဆိုတာမဖြစ်နိုင်ဘူးဗါတယ်လေမရင်ကျက်သေးတဲ့စိတ်လှုပ်ရှားနေပြေးဝါးနေတဲ့စိတ်တရားကိုအရင်အာမထုတ်ပါနဲ့ကိုဝင်းသိသိချမ်းမဆန်းတရားအထုတ်တာကဒုတိယမလုံးခိုင်းမှုမုံတော့တရားအထုတ်တာကဒုတိယဆရာကောင်းရှာတာပထမသိချမ်းမှတ်တာဘယ်လိုလဲလေဆရာကောင်းရှာတာပထမတရားအထုတ်တာဒုတိယပြန်ပြောမယ်ပထမဆရာကောင်းတွေ့ပြီးရင်ဘဝကအကုန်လုံးပြီးသွားပြီတရားအထုတ်ကဆန်းတဲ့မယ်ဒါကြောင့်မလို့ဆရာကောင်းရှာတာကပထမတရားထုတ်တာကဒုတိယအခုယူရိုနိုင်ငံကတရားရင်သွားထုတ်တယ်ဆရာကောင်းလားမကောင်းလားမသိဟဲ့ဓမေစီဒီကျောင်းမှာတရားစခန်းရှိတယ်တို့အဲ့ဖုန်းကြောင့်လေတရားဟောသိကောင်းတာတော့အမလီတချင်းဆိုရင်အတန်လေးကကောင်းတယ်ဆိုလာလိုက်တာဘာမှမသိဘူးပြီးတော့ပူကြောင့်တပင်ဖြတ်သွားဟုတ်ဘသူငါကျွန်ုပ်တယောက်တည်းကိုပြောချင်တာမဟုတ်ဘယ်ရိတ်တာပဲသွားဘယ်စခန်းပဲသွားအဲ့ဆရာအောင်အရင်စုံစမ်းလိုက်ကိုသူ့တရားနဲ့ကိုနဲ့အဆင်ပြေမယ်ကိုနဲ့ကြိုက်တယ်ဆိုရင်လှုပ်လိုက်ပါကိုတို့ကျောင်းတစ်ကျောင်းလေးကိုလာမယ်လို့မဆိုလိုပါဘူးဘယ်ကျောင်းကိုပဲသွားဘယ်ဆရာကိုပဲသွားဆရာကောင်းတူကိုအရင်ရှာပါအဲ့ဒါပြီးတော့မှဘာလို့ရမလဲတရားတော့မေဒီပဇတ်သူကလေးယန္ဒီပါဠိတော်သွားတယ်ဆိုမေကြီးရတဲ့တရား၅မျိုးတွေမရင်ကျက်သိပြီးနဲ့စိတ်ကကိလေသာမှလွတ်မြောက်မယ်ဆိုတာမဖြစ်နိုင်ဘူးကွာဟုတ်လားဘာလဲရင်ကျက်တဲ့တရား၅မျိုးကိုရင့်ကျက်အောင်ဒါ maturity အဲ့ဒါလိုတယ်ကိုတို့ mind တွေကပုရုဇဉ်ဘဝနဲ့တသံတရားလုံးမနေ့ကလည်းပုရုဇဉ်ဒီနေ့လည်းပုရုဇဉ်မနေ့ကပုရုဇဉ် past time ပုရုဇဉ် present time ပုရုဇဉ် in future time ပုရုဇဉ်ကိုတို့ကပစ္စုပန်တိတ်နာကအကုန်လုံးပြီးခဲ့တဲ့အရင်ဘဝကလည်းဓာမျိုးပါပဲဒီဘဝမှာလည်းဓာမျိုးပါနောက်ဘဝလည်းဓာပဲဆိုဘဝတွေအများကြီးတာဖြစ်ခဲ့တယ်ကိုတို့ပုရုဇဉ်ဘဝနေတော့တရားလေးနားလိုက်တယ်ဒါနကလည်းတခါတလေသီလကလည်းဓမ္မရာချီမညီမြတဲ့ရံရံတွေကိုကျင့်သိက္ခာစိတ်ဆွဲရသဖြင့်တဏ္ဍတိုက်ပွဲတွေဇရာတိုက်ပွဲတွေမှာအခါကသိခဲ့ရတာပဲဘာလဲလဲတခါတရံလေးကြုံတဲ့ကဒါနတရားဒါနလေးလုပ်လိုက်တရားလေးနာလိုက်ကုသကောင်းမလို့လဲအဲ့လိုဖြစ်တော့ကိုတော့ပုရုဇဉ်အဆင့်မကြော်ခဲ့ရောကိုတို့စိတ်တရား maturity မဖြစ်ဘူးမရင်ကျက်ဘူးဆိုတော့မရင်ကျက်တာဖြစ်ရှင်းကြောင့်ရင်ကျက်မဲ့တရား၅မျိုးလိုပါတယ်တဲ့ဘာတယ်လဲရှင်းကျက်တဲ့တရား၅မျိုးလိုပါတယ်တဲ့မောင်ဝင်းစော်ရဲ့ဟုတ်တယ်လားချစ်သားတဲ့ဘေဂိယာတဲ့အဲ့ဒီတရား၅မျိုးတွေရင့်ကျက်ရင်မင်းတို့ရဲ့စိတ်ကတဲ့ကိရိတာဆိုတဲ့အနှောင်ဖွဲ့တွေကလွတ်မယ်တစ်ဣဒမေဂိယဘေကုကလျာဏမိတ်တော်ဟောတိကလျာဏသာယောမိတ်ကောင်းဆွေကောင်းပါတယ်လေတစ်ဘာသာရတယ်လေမိတ်ကောင်းဆွေကောင်းကတစ်ဗျာဟုတ်လားကောင်းစောနောက်တစ်ကပါတယ်လေ
မိတ်ကောင်းဆွေကောင်းဗျာယောဂီတို့မှတ်ပါဗျာတစ်ကပါလေအေးအဲ့ဒါမှတ်လိုက်မိတ်ဆွေကောင်းတစ်ပါအဲ့ဒါမိတ်ဆွေကောင်းတစ်ကမိတ်ကောင်းဆွေကောင်းကတစ်ပြောပါသည်ဘုရားရှင်ဘာသာပါလဲမိတ်တေပါဇတ်သူကောသူရာဟုလာလေးကိုဆုံးမတယ်ဗျာကိုင်းစောကြီးမိတ်တေပါဇတ်သူကလျာဏိပန္နင်္စတယနာတနံဝိဝိတံအပနိဂောတမတ္တေညုဟောတိပါဇံဘောဇနေဇီဝရေပိဏပါတိသပစ္စယတယနာတနေဧတေသူတဏ္ဏမဂတိမလောပံပုဏ္ဏရာဂမိရာဟုလာလေးနောက်ကစောဘာလဲလဲမိတ်တေပါဇတ်သူကလျာဏိကောင်းမွန်သောမိတ်တေမိတ်ကောင်းဆွေကောင်းကိုပါဇတ်သူစိကလိုက်ပါအဲ့လိုစိကရင်ဘာဖြစ်မလဲတဲ့ကိုစောရဲ့မိတ်ကောင်းဆွေကောင်းစပြီးစိကပါဒီလိုဟောပါလားအရှင်အနန္ဒာလည်းခင်ဗျားတို့ဘုန်းကြီးတို့ခဏပြောဥပါတယ်ဥပါဒတ်တော့မှာအရှင်အနန္ဒာကအရှင်မရရဲ့တဲ့တပည့်တော်လေးမိကောင်းဆွေကောင်းရှိရင်ဘဝတဝက်ပြီးတယ်ဗျာအာယသမန္နနာဥပါဒံအတ္တနာအနုဘဝေနဟောတိအရှင်မရမိကောင်းဆွေကောင်းနဲ့မြန်ရှိရင်လေဘဝတဝက်ပြီးတယ်အနန္ဒာမဟုတ်သေးဘူးဟာတဝက်ပြီးတယ်ကေဝလံနဲ့အကုန်လုံးပြီးတယ်တဲ့ကိုယ်ကဘာလဲမာဟေဝအနန္ဒမာအနန္ဒတက္ကလကေဝလတက္ကလအကုန်ပြီးတယ်မိကောင်းဆွေကောင်းရှိရင်အကုန်ပြီးတယ်တဲ့ဘလို့ပြီးလဲတဲ့အိုတဲ့တရားမွေးတဲ့ဟောကြည့်မမင်းကြီးအနန္တကလျာဏမိတ္တအကမဇာတိဓမ္မတတ္တဇာတိယပရိမုဇ္ဇန္တိအနန္တจิตတအနန္တဟိတသမှန်ဤမမကလျာဏမိတ္တငါဘယရှင်ဤဟုသောမိကောင်းဆွေကောင်းကိုမိဆွေမြတ်ကိုအာဂမအကြောင်းပြု၍အမိကိုရသည်ဖြစ်၍ဇာတိဓမ္မပရိသန္တိနေရင်တရားရှိကြကုန်သောတတ္တတ္တဝါတို့သည်ဇာတိယပရိသန္တိနေတဲ့ဆင်းရဲမှာပရိမုဇ္ဇန္တိလွတ်မြောက်ကြလေကုန်တော့ဤကိုဘလော့ကောပါဠိကြည့်စမ်းမိကောင်းဆွေကောင်းတန်ဃာတော်ရှင်သူမြတ်တပါဖယားရဲ့သားတော်ကိုမမင်းကြီးအနန္တကလျာဏမိတ္တအာဂမငါဘယံရှင်ဆိုတဲ့မိတ်ဆွေမြတ်မိတ်ဆွေကောင်းကိုအမိပြု၍ဗါလဲဇာတိဓမ္မတတ္တပရိသန္တိနေရတဲ့တတ္တဝါတွေဇရဓမ္မအိုရတဲ့တတ္တဝါတွေဗျာတိဓမ္မနာရတဲ့တတ္တဝါတွေမရဏဓမ္မတတ္တသိရင်တရားနဲ့ကြုံနေရတဲ့တတ္တဝါတို့သည်ဓမ္မဇာတိယာထိုးသေးပရိသန္တိမွေးတဲ့အိုတဲ့နာတဲ့သိတဲ့ဘဝမှာပရိမုဇ္ဇန္တိလွတ်မြောက်ကြပါလေကုန်၏သောကပရိဒေဝဒုက္ခဒေါမနတုပါယတဓမ္မဆိုရင်ရစရာတွေဆိုရင်စရာတွေငိုကြွေးစရာတွေပူဆွေးစရာတွေနဲ့တွေ့ကြုံနေရတဲ့တတ္တတ္တဝါတို့သည်သောကပရိဒေဝဒုက္ခဒေါမနတုပါယတိပရိမုဇ္ဇန္တိဆိုရင်ငိုကြွေးပူဆွေးတဲ့တရားတွေမှလွတ်မြောက်ကြပါကုန်၏အဲ့ဒါလေးကိုကြည့်၍သောကကင်းရမိတ်ကောင်းရှာလို့တရားကောင်းတွေပေးထားပါကြည့်လိုက်ကိုမတရားကောင်းတွေပေးရသကောဆိုဘာလဲအဆုံးသက်ကဘာလဲမွေးသေးကင်းရမိတ်ကောင်းရှာအိုရာကင်းရင်မိတ်ကောင်းရှာနာရာကင်းရင်မိတ်ကောင်းရှာသေရာကင်းရင်မိတ်ကောင်းရှာဆိုရင်ပူဆွေးငိုကြွေးတဲ့တောကတွေဝေးရင်ဘာလဲမိတ်ကောင်းရှာတောကကင်းရတို့သွားလို့သူများမိတ်ကောင်းရှာလို့အကျေပြောနေတာဒါပေမဲ့ခေါင်းစဉ် title ဖြစ်ခြင်းကြောင့်တောကကင်းရမိတ်ကောင်းရှာလို့အဲ့လိုဆိုလိုက်ပါတယ်မူလပဏ္ဏတဒဂရာဒုတိယသမဏ289ကိုကိုးကား၍ပြောလိုက်ပါတယ်ဆိုတော့ကိုဟုတ်လားသောကပရိဒီဝမမန်ကြီးအနန္တจิตတအနန္တမမန်ငါဘုရားရှင်ဆိုတဲ့ကလျာဏမိတ်တမိတ်ကောင်းမိတ်ဆွေကောင်းမိတ်ဆွေမြတ်ကိုအာဂမအကြောင်းပြုပြီးသောကပရိဒီဝဒုက္ခဒေါမနတုပါယတဓမ္မတတ္တဆိုရင်ရငိုကြွေးပူဆွေးနေရတဲ့ကိုယ်ဆင်းရဲတွေစိတ်ဆင်းရဲတွေပြင်းစွာပင်ပန်းခြင်းတွေကြုံတွေ့နေတဲ့တတ္တဝါတို့သည်သောကပရိဒီဝဒုက္ခဒေါမနတုပါယတိဟိဆိုရင်စရာတွေပူဆွေးစရာတွေငိုကြွေးစရာတွေကိုဆင်းရဲတွေစိတ်ဆင်းရဲတွေပင်ပန်းတာတွေမှပရိမုဇ္ဇန္တိလွတ်မြောက်ကြပါကုန်၏ခေါင်းစော်ကြီးတို့လားအဲ့ဒါလေးကြည့်သူတရားကောင်းတယ်ပြောလိုက်တယ်လေသောကကင်းရမိတ်ကောင်းရှာတရားရေးတာပြီးတော့မှဘာလဲသောကကင်းရမိတ်ကောင်းရှာမယ်တစ်ချစ်သားမိဂိယကလျာဏမိတ်တော်ဒီကလျာဏတန်ယောကလျာဏတန်မောကောအပရိပက္ခယမိဂိယစေတောဝိမုဒ္ဒိယယံပထမောဓမ္မောပရိပါကယတန်ဝတ္တန္တိချစ်သားမိဂိယတဲ့မင်းလေအဲ့ဒီကလျာဏမိတ်တော်မိတ်ဆွေကောင်းရှိမယ်ကလျာဏတာယောခေါင်းဆောင်မိတ်ဆွေကောင်းရှိမယ်မိတ်ဆွေကောင်းနေအဖော်ကောင်းနေတငယ်ချင်းကောင်းနေသူတော်ကောင်းနေမှာကိုင်းဆိုင်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်ဒီမရင်ကျက်သေးတဲ့စေတော်မုဒ္ဒိကိရိတာမှာလွတ်မြောက်တဲ့စိတ်တွေရင်ကျက်မဲ့တစ်မိတ်ကောင်းလိုတယ်ဆရာကောင်းလိုတယ်အဖော်ကောင်းလိုတယ်တငယ်ချင်းကောင်းလိုတယ်တငယ်ချင်းကောင်းရောက်မှတို့ဘာလဲကောဆောင်တငယ်ချင်းတော့အိမ်နီးချင်းကောင်းမှလင်ကောင်းရတယ်တဲ့ကိုယ့်ရဲ့ဘေးအိမ်ရှေ့အိမ်နောက်အိမ်ကကောင်းရင်ကောင်းတာလေမိတ်ဆွေကောင်းအဖော်ကောင်းတငယ်ချင်းကောင်းကိုပေါင်းတဲ့တင်းတဲ့တငယ်ချင်းလေတောင်းတို့မင်္ဂလာဆောင်တွေမှာအဲ့ဒါပြောရတာပဲဥဋ္ဌာဏတံပရာအာရခတံပရာကလျာဏမိတ်တံပရာတမဇီဝတံပရာ you have to go friend you have to effort ဝိရိယရှိရမယ်
စောင့်ရှောက်ရမယ်မိကောင်းစေကောင်းရှိရမယ် you have to make the balance export and import so အဲ့တော့တို့တွေကဝင်ငွေနဲ့ထွက်ငွေမျှတောင်ဒါကဖျားရှင်ကမင်္ဂလာဆောင်မှာဟောမယ်တရားပဲဥဋ္ဌာဏတံပရာအရကတံပရာကလျာဏမိတ်တံပရာသမစီဝိတတံပရာအဲ့ဒါမိန်ပဲလင်းရင်မရရဲ့တိုးတိတ်တိဆောက်ရင်အဲ့ဒီမိကောင်းစေကောင်းအဓိကတငယ်ချင်းကောင်းအဖော်ကောင်းအပေါင်းတိတ်လို့တောင်းမြတ်စွာဘုရားမိကောင်းအဖော်ကောင်းတငယ်ချင်းကောင်းသူတော်ကောင်းတဲ့ဟောကိုင်းဆောင်ဘယ်နှကောင်းလဲမိတ်ဆွေကောင်းအဖော်တငယ်ချင်းကောင်းသူတော်ကောင်းဆိုမိတ်ဆွေကောင်းလည်းရှိရမယ်အဖော်ကောင်းလည်းရှိရမယ်တငယ်ချင်းကောင်းလည်းရှိရမယ်သူတော်ကောင်းလည်းရှိရမယ်တဲ့ကိုင်းဆိုရင်အဲ့ဒီသူတော်ကောင်းတွေမှာကိုင်းဆိုင်တဲ့စိတ်ရှိရင်တဲ့စေတောဝိမု ക്തി လို့ခေါ်တဲ့ကိရိတာမှာလွတ်တဲ့စိတ်ကိုရင့်ကျက်ဖို့ရန်တစ်ဖြစ်ပါတကောနှစ်သီလဘယ်လိုပါလဲနှစ်မိတ်ဆွေကောင်းပြီးရင်ပုဏ္ဏဇဗရံမေဂိယဘေကုသီလဝါဟောတိပါရိမောကသံဝရသံဝရဝရိအာစာရခောဇရသမဏနုမတေတုဝိစေတုဘယတတဝေသမရယသိက္ခတိသိက္ခပရိတုအပရိပကယမေဂိယချက်သားမေဂိယတဲ့ဒုတိယအချက်လက်ကအဲ့ဒီကလျာဏမိတ်တာပြီးရင်သီလရှိမယ်အာစာရအကျင့်ကောင်းမယ်ခောဇရကျက်စားရနဲ့ကိုကျင်တရားရှိပြီးပြီသီလရှိပြီးရင်လည်းအာစာရခောဇရသီလလေးတော့ရှိတယ်ဒါပေမဲ့သွားတဲ့နေရာကဘုံဆိုင်ကိုတငယ်ချင်းနဲ့လိုက်သွားတယ်ကာရာအိုအေဆိုင်တွေသွားတယ်ဖဲဝိုင်းတွေသွားတယ်ကြာတော့အဲ့ဒီနေရာမှာဒီနေရာဒီဒေသမှာဒီလိုဘောလုံးဝဲလောင်းတဲ့နေရာတွေချဲထိုးတဲ့နေရာတွေခုနပြောတဲ့ဘုံဆိုင်တွေခုနအရက်ဆိုင်တွေကောင်းမွန်တဲ့စကားကြားဖို့တော်တော်ခဲမှာမရှိဘူးမပြောဘူးနော် it's very rare အဲ့ဒီနေရာတွေဗါတယ်လေ that's very rare ကိုရဖို့အတွက်တကယ်ကောင်းမဲ့ good advice တွေကောင်းမွန်တဲ့တွေးခေါ်တွေအကျင့်အစီတွေ good idea ရဖို့ခဲရင်ပါတယ်ဘာလို့လဲငကိုတော့နေစိတ်အပန်းလာဖြေတယ်စိတ်ထဲမှာတွေးနေဇနီးကိစ္စတွေမယားကိစ္စတွေတားကိစ္စတွေစီးပွားကိစ္စတွေကိုအဲ့ဒီဥစ္စာကို relax လုပ်ချင်တော့ကာရာအိုကေလာဆိုမယ်အဲ့ဒီအချိန်မှာသူ့ခေါင်းထဲမှာ thinking ဆိုတဲ့တွေးခေါ်ဆင်ခြင်တဲ့တရားရဲ့ emotion ဆိုတဲ့နှစ်ခုမှာအဲ့တော့သူ့လူရဲ့ခေါင်းထဲမှာနှစ်ကန့်ပဲရှိတစ်ခုကတွေးခေါ်ဆင်ခြင်တဲ့အကန့်တစ်ခုကစိတ်ခံစားမှုဦးစားပေးတာဒီအချိန်မှာ तू ကစိတ်ခံစားမှုဦးစားပေးတဲ့ emotion ကို तू က emotion ကသူ့ကိုလိတ်လောက်သွားတယ်ကျတော့ तू တွေးခေါ်ဆင်ခြင်တုံတရားကိုကကောင်မလေးတယောက်ကိုဓမေစီရီကကောင်မလေးတယောက်ကို1000နဲ့10ရွက်ချလိုက်တယ်မှာကိုဝင်းဆိုတာ1000နဲ့အရွက်20ဒီကောင်ကဘာလဲအရွက်ငါ1000နဲ့အရွက်20ကိုဘာလဲ40ထည့်လိုက်ရင်ငါအိမ်ကသမီးလေး9000နဲ့အရွက်10ရွက်ဆိုရင်9000ပါလားအရွက်20ဆိုရင်3သိန်းပဲ3သိန်းဆိုရင်ငါသမီးလေးနဲ့ငါသားလေးတွေကလေတစ်လလောက်ထမင်းစားတယ်လို့မတွေးတော့ဘူး emotion ကိုဦးစားပေးတယ်ပြင်ရောချတယ်ကွာလုံးတယ်ကွာပန်းနေဝဲတယ်ကွာလိုလေးပဲ emotion ကိုလာပြီးဦးစားပေးတဲ့နေရာမှာဘာမှ thinking power က low ဖြစ်သွားတယ်နှိမ့်သွားတယ် emotion ကတက်လာဆို emotion စိတ်ခံစားမှုတက်နေတဲ့အချိန်ကမှာဘောလုံးဝဲတဲ့သွားတရားသေသွားမှာပေါ့သွားဟောကြည့်ပါလားအေးမန်ယူနဲ့အာအီးနဲ့ကန်နော်နိုင်သွားတယ်နိုင်သူကလည်းပြုံးနေရှုံးသူကတန်ဝေကရစရာကြီးနော်မင်းတို့ကွာဒါကြည့်ပြီးတရားဆို why ဘဲနဲ့ချရမှာပေါ့ဘောလုံးဝဲရှုံးတော့ရလာတဲ့ဓမ္မကြီးလာတရားချော်တဲ့မှာပေါ့သူ emotion ဦးစားပေးတဲ့နေရာအသာငြိမ်နေရတယ်ယူဆိုယူလိုက်အာဆိုအာလိုက်လွယ်ရတယ်နော်ချဲဆိုရင်ချဲဆိုလည်းချဲလိုက်ပေါ့လီဗာပူးပူးရင်လည်းပူးလိုက်ပေါ့ဒါပဲအဲ့ချိန်မှာအသာလေးငြိမ်နေသွားလိုက်ပြီးတော့အနတ္တတွေအနေစာသွားမလို့ဝိုင်းသမလည်းသေသွားလိမ့်မယ်အဲ့ဒါအဲ့ဒီအသာလေးငြိမ်နေရတယ်သူကတိတ်မဆို emotion ဖြစ်နေဆိုတော့ဒီတော့သီလရှိပြီးတဲ့အခါမှာအာစာရဂောစရကျက်စားတဲ့နေရာတွေလိုသေးတယ်တဲ့ဘယ်နေရာမှာကျက်စားတယ်လဲသူစာအုပ်စာပေမှာကျက်စားတာလားတရားဘာဝနာမှာကျက်စားတာလားမတုကမှာခလေးမာလေးမှာကျက်စားတာလားအရက်ဆိုင်မှာကျက်စားတာလားဘောလုံးမှာကျက်စားတာလားဂောစရသူကျက်စားတဲ့နေပယ်သူ့ရဲ့ feel ကလည်းလိုပါသေးတယ်ဒါမြတ်စွာဘုရားရှင်ကသီလဝါဝရိသီလရှိရမယ်အာစာရဂောစရတမန်တော်အကျင့်ရဲ့ကျက်စားတာနဲ့ပြည့်စုံရမယ်အနုမတေသူဝစေသူအပြစ်ကလေးသေးသေးလေးကိုတော့မလုပ်လိုက်ပါနဲ့အဲ့လိုဆိုရင်အယံဒုတိယဓမ္မပရိပက္ခယသံဝတ္တိစေတောမုဒ္ဒိယစိတ်ကိရိတာမှလွတ်မြောက်ခြင်းရဲ့ရင့်ကျက်တဲ့တရားသီလရှိမယ်အကျင့်ကောင်းမယ်ကျက်စားတဲ့နေရာမှန်မယ်ပုဏ္ဏသဗ္ဗရမေဂိယဘိက္ခုယာယံကထာအဘိသံလေးခိကကိရိတာတွေခေါင်းပါတဲ့စကားတွေကြားမယ်တဲ့ကောင်းဆောင်ဘယ်လိုလဲဧကန္နနေဗိဒယဝိရကယနိရောဓယဥပသမယအပညာယတံဘောဓယနိဗ္ဗာန်ယတံဝတ္တိဘုန်းကြီးကျောင်းကိုရောက်လာတဲ့ဒုမကြီးတွေဘာလူမာတော့လို့မမေးချမ်းမမေးဘူးအောင်ဗျာ
ဓမေစီတို့ကြောင့်ကိုရောက်တဲ့တခါမှလူမခံမှုပါဧကန္နနေဗိဒယဘုသူရရှိမဲ့စကားတရားစကားပဲကျွန်တော်တို့ပြောပါတယ်ဧကန္နနေဗိဒယကိရိတာတွေညီငွေမဲ့စကားဝိရာဂယတတ်မချင်းကင်းမဲ့စကားនិရောဓယဒုက္ခချုပ်ငြိမ်းမဲ့တရားဥပသမယကိရိတာငြိမ်းတဲ့တရားအဘိညာယညင်တုညင်မဲ့ပြမဲ့တရားသံဘောဓယသစ္စာလေးပါးသိမဲ့တရားနိဗ္ဗာန်ယနိဗ္ဗာန်ရောက်မဲ့တရားစကားအဲ့ဒီစကားမျိုးတွေပဲနားတယ်ကြားရပါလိမ့်မယ်အဲ့ဒီစကားမျိုးတွေမကြားရရင်စိတ်တည်ရင်တတ်ပါသည်ဟုတ်လားဝါမြဲအဲ့ဒါလေဧကန္နနေတကယ်ပဲတကယ်ညီးငွေမဲ့တရားတွေတကယ်တက်မချင်းကင်းမဲ့တရားတွေတကယ်ဒုက္ခချုပ်ငြိမ်းမဲ့တရားတွေကိရိတာငြိမ်းမဲ့တရားတွေဉာဏ်နုဉာဏ်မဲ့တရားတွေသစ္စာလေးပါးသိမဲ့တရားတွေနေမဲ့တရားတွေတောင်းဝတ္တန်တွေအဲ့ဒီတရားမျိုးတွေကိုပဲကြားမယ်ဘလူစကားတွေလဲအပိစ္ဆကထာအလိုနဲတဲ့စကားတန်တုတ်တိကထာရောင်ရဲတဲ့စကားပဝိဝေကတခါစိတ်ငြိမ့်တဲ့စကားအတန်တကကထာမယောနောတဲ့စကားဝရိယရမ္မကထာအားထုတ်မဲ့စကားသီလကထာသီလစကားတမာရိကထာတမာရိစကားပညာစကားဝိမု ക്തി ကိရိတာငြိမ်းတဲ့စကားဝိမု ക്തി ဉာဏတတနာကထာကိရိတာမှာငြိမ်းယုံအကျင့်မြတ်ဉာဏ်တူးဉာဏ်မြတ်ဉာဏ်မြင်နဲ့ပြည့်စုံတဲ့စကားအဲ့ဒီစကား10ရက်ကိုကြားနာခွင့်ရရင်မရင်ကျက်သေးတဲ့ဒါတွေရင်ကျက်လာရင်စိတ်ကိရိတာမှာလွတ်မြောက်ခြင်းအတွက်ဖြစ်ပါလိမ့်မယ်သုံးချက်ရှိသွားပါလားတက်ကောင်းတဲ့တိတ်တုတ်တယ်ညီမခေါင်းဆောင်ကောင်းတော့ရဟန္တာဖြစ်မဲ့တုတ်လေခေါင်းဆောင်ပါတယ်လေဘာဖြစ်မဲ့တုတ်ရဟန္တာဖြစ်မဲ့တုတ်7နာရီလေးခွဲပါပြီတရားတို့ပဲပြီးသေးတယ်ဘယ်လိုလုပ်ရမလို့ကိုယ်သိဟိုရမှလားဆက်ပါသူများအာနာအောင်လေဟာဆက်ဟုတ်ပါဗျာဒုက္ခပဲဟုတ်ပြီဟုတ်ကိုယ်ဆိုနော်ကိုယ်တော့သုံးချက်ရှိသွားပြီဟုတ်ပြီနော်အဲ့ဒီစကားမျိုးတွေပါတဲ့ဒီစကားမျိုးတွေကြားမှာပေါ့ကိုဝင်းစော်ရဟုတ်တယ်လားဘာလဲလဲဒီစကားမျိုးတွေကြားမှာလေနော်ဒီစကားမျိုးတို့ဒီစကားမျိုးတွေတို့ကြားမှာဝင်းစော်ရအဲ့ဒီစကားမျိုးတွေကိုတော့မကြားဘူးဟုတ်ပြီနော်အဲ့ဒီစကားမျိုးတွေမကြားရင်မဖြစ်ဘူးဆရာကြီးဦးဝင်းသိရဲ့တရားတရားမရှိတဲ့ဘက်ကိုသုံးချက်ရှိသွားပြီဆက်မှတ်မယ်3 4ပုဏ္ဏသဗ္ဗရမေကိယဘိက္ခုအာရဒဝရိယောဘာလဲကောတော့အာရဒဝရိယောပြင်းထန်တဲ့ဝရိယရှိမပြင်းနဲ့သာသနာကြီးနဲ့ဂျုံတဲ့ချိန်ကမှရွတ်တိရော်ရဲနဲ့တော့မရပါပြင်းတင်းထန်လို့အာရဒဝရိယအထုတ်ပြင်းကိုတို့ဒီစာတွေချက်တယ်ခင်ဗျားတို့ဒီတရားဖို့ကျတပတ်လောက်တည်းကြိုတင်ပြင်ဆင်ထားတယ်ဟုတ်ဆိုကြည့်ရတာများလုံးကြည့်လို့နော်အာရဒဝရိယောအဲ့ဒီမြတ်စွာဘုရားရှင်ခုနေတဲ့စာလကာမျိုးဆိုတာဘယ်နေရာမှာလို့သိချင်ဟာရှာတယ်ဒီမျိုးကဘယ်နေရာလေးမှာလဲသိချင်အဲ့တော့ဘန်ဒါဆိုတဲ့ဥစ္စာတွေအများကြီးဘရာဇီးထဲမှာလည်းရှိတယ်ဝါအများကြီးဒီဘန်ဒါဆိုတဲ့ရက်ွက်လေးကအများကြီးလေတကဘာလုံးမှာအများကြီးနာမည်အတူတွေရှိတော့တော်တော်ရှားတယ်ဆိုတော့အာရဒဝရိယတဲ့အကုသလနာဓမ္မနဲ့ပါဏာယအကုသိုလ်တရားတွေကိုပယ်ရအောင်ကုသလနာဓမ္မနဲ့ဥပသံပရယကုသိုလ်တရားတွေပြည့်စုံအောင်အကုသိုလ်တွေကိုပယ်နိုင်ရဲ့စွမ်းအားတွေကုသိုလ်တရားတွေပြည့်စုံတဲ့စွမ်းအားတွေနဲ့အာရဒဝရိယောပြင်းထန်တဲ့ဝရိယရှိရင်လည်းမရင်ကျဲသေးတဲ့တရားတွေရင်ကျဲ၍စေတဝိမု ക്തി ကိရိတာမှာလွတ်တဲ့စိတ်ဖြစ်မယ်ငါဥရိယတဂါမိနိယဥပါဒနဲ့ခန္ဓာတွေပေါ်မှာဖြစ်ပြလို့မြင်မယ်မဝင်းစော်ရဲ့ဘေကုယံတော်ဘာဒီပညာဝါဟောဒီပညာရှိပြီနော်ပညာအချုပ်ပဲကလျာဏမိတ်တဲ့နဲ့ရလိုက်တာဖြစ်ချင်းကြောင့်လေဥရိယတဂါမိနိယယုံနံဓမ္မဥပါဒနဲ့ခန္ဓာဓမ္မတွေကိုဖြစ်ပြလို့မြင်တယ်အဲ့လိုဖြစ်ပြလို့မြင်ပြီးတော့မှကလျာဏမိတ်တဲ့သေနမေကိယဘိက္ခုနောပါတိကင်ခံဟောမိတ်ကောင်းဆွေကောင်းရှိရင်သီလရှိမယ်မိတ်ကောင်းဆွေကောင်းရှိတော့ဘုရားရှင်ကကြံတဲ့အချက်လက်အကုန်လုံးကိုအမြဲတမ်းထည့်တယ်မိတ်ကောင်းဆွေကောင်းရှိပြီးရင်မိတ်ဆွေကောင်းရှိရင်သီလအကျင့်ကောင်းတွေရမယ်သီလရပြီးရင်အာစာရရမယ်လေ့ကျက်တဲ့နေရာကောင်းမယ်အားထုတ်ခြင်းမယ်စကားကောင်းတွေကြားရမယ်ပညာတွေရှိမယ်ဖြစ်ပျက်တွေကိုမြင်နိုင်မယ်အဲ့တော့မိတ်ကောင်းဆွေကောင်းအကုန်ပါတယ်ကုန်းစော်ကြီးဘာလဲလဲ5ချက်လုံးမှာကလျာဏမိတ်တဲ့သေတံမေကိယဘိက္ခုနောပါတိကင်္ဂံကလျာဏသာယသီလမှာလည်းကုန်းစော်ဘာလဲမိတ်ကောင်းဆွေကောင်းရှိရင်ကိုညတရားကောင်းမယ်စကားကောင်းတွေကြားရတယ်ဘယ်သူရှိရပဲကြားရပါလားမိတ်ကောင်းဆွေကောင်းရှိရပဲဟိုဖြစ်ပျက်တွေနားထောင်ဖို့အတွက်ဖြစ်ဉဏ်ပြဉဏ်တွေကိုဟောနေဘယ်သူရှိရလဲဆရာကောင်းမိတ်ကောင်းဆွေကောင်းအဲ့လိုဆိုရင်မိတ်ကောင်းဆွေကောင်းသည်အကုန်လုံးမှာပါတယ်တောင်တို့ကမှတ်ချက်လေးရေးလိုက်တယ်ကမ္ဘာလောကကြီးမှာအကောင်းဆုံးဖြစ်သောမိတ်ဆွေအမြတ်ဆုံးဖြစ်သောမိတ်ဆွေကိုစွန့်ပစ်သွားသူအတွက်မိတ်ဆွေကောင်းလိုတဲ့အချက်ကိုအစဉ်တိုင်းနေရာတိုင်းမှာထည့်ပြီးဟောလိုက်တယ်ဖေဟာနော်ကလျာဏမိတ်တဲ့သေတံမေကိယဘိက္ခုနောပါတိကင်ခံပညာဝါဘဝိတ္တိကိုဝင်းဆိုရင်ကျက်
ချစ်သားမေကြီးရတဲ့မိကောင်းဆွေကောင်းရှိတဲ့ပုဂ္ဂိုလ်ကလေပညာရှိလာမယ်ကွာတဲ့ဥရိယထဂါမိနိယပညာသမဏကတော့ဥပါဒณะခန္ဓာတွေအပေါ်မှာဖြစ်ပြဉာဏ်နဲ့ပြည့်စုံတဲ့ဉာဏ်နဲ့ဖြစ်မယ်ကွာတဲ့အရိယာယနေပိဋိကာယဟာအရိယာတွေမြင်တဲ့အဉာဏ်နဲ့ညီငွေရတမ္မာဒုက္ခခယဂါမိနိယကောင်းမွန်စွာပဲဒုက္ခကုံရာကိုရောက်နိုင်တယ်တဲ့အချက်လက်၅ချက်လုံးမှာမိတ်ဆွေကောင်းရှိရင်ဥကောသန္တနဲ့ပေါင်းလိုက်တာဖြစ်ချင်းကြောင့်ဥကောသန္တရဲ့တငယ်ချင်းမိတ်ဆွေကောင်းနဲ့ဥကောင်းမြင်ပေါင်းရမယ်ဥဝင်သိမ်းပေါင်းရမယ်ဟောမိတ်ဆွေကောင်းမှာ plus မိတ်ဆွေကောင်း plus မိတ်ဆွေကောင်းမိတ်ဆွေကောင်းရတော့အကျင့်ကောင်းပြင်မယ်အကျင့်ကောင်းရတော့စကားကောင်းတွေကြားရမယ်မိတ်ဆွေကောင်းနဲ့မိတ်ဆွေကောင်းကြုံမယ်မိတ်ဆွေကောင်းနဲ့အကျင့်ကောင်းကြုံမယ်အကျင့်ကောင်းရပြီးတော့အားထုတ်ကောင်းမယ်ဖြစ်ပြမြင်မယ်ပညာရှိမယ်ဟောသူအကုန်ပါတယ်တဲ့ခွန်စောဘာလဲသူအကုန်လုံးပါတယ်တဲ့မေကြီးရတဲ့အဲ့ဒီအီးမေသူပြင်စသူဓမေသူပရိဋ္ဌာယစတ္တရောဓမအောက်တရိဘာဝိတ္တပါတယ်ဩမိကောင်းဆွေကောင်းရှိမယ်ခွန်စောမိကောင်းဆွေကောင်းရှိမယ်ဟုတ်ပြီနော်ဘယ်လိုတဲ့လဲမိကောင်းဆွေကောင်းရှိပြီခွန်စောမိကောင်းဆွေကောင်းရှိပြီမလုပ်မလဲစကားကောင်းနေရမယ်စကားကောင်းလည်းပြုချင်ရမိကောင်းဆွေကောင်းရှိရပဲဟုတ်တယ်နော်စကားကောင်းလည်းပဲရတယ်မိကောင်းဆွေကောင်းရှိရပဲသီလအကျင့်ကောင်းကလည်းမိကောင်းဆွေကောင်းရှိရပဲတတ္တတရားတွေဝရိယတရားတွေတတိတရားတွေသမာဓိတရားတွေပညာတရားတွေအိန္ဒြေ၅ပါးကတတ္တိန္ဒြေဝရိယတွေတတိန္ဒြေသမာဓိတွေပညာတွေအဲ့ဒီအိန္ဒြေ၅ပါးကလည်းမိကောင်းဆွေကောင်းကိုမှီပြီးတော့ပဲရတယ်တတ္တိန္ဒြေယဒီနိဝိသုဒ္ဓိကရဏဝေဒနာပန္နရတ္တဓမ္မဝရိဒပါဟောအိန္ဒြေ၅ပါးကို15ပါးနဲ့မြှောက်လိုက်ဟော3ပါးနဲ့မြှောက်လိုက်3ကားလီ15အဲ့ဒီ15ခုရဘယ်လိုလဲအာတ္တတေသရတရားမရှိတဲ့ပုဂ္ဂိုလ်ကိုအာတ္တတေပုဂ္ဂိုလ်လေးသရတရားမရှိတဲ့ပုဂ္ဂိုလ်တို့ကိုပရိဝေဇယတော်ဟောဘဒုတွေကိုရှာတဲ့အရှင်မယားပြောတဲ့မိတ်ဆွေကောင်း who's a good friend who's a right friend who's a noble friend အရှင်မယားပြောတဲ့မိတ်ကောင်းဆွေကောင်းဆိုတာဘလူလူတွေပြောတာလေပိုက်ဆံတွေရှိတဲ့သူတွေကိုပြောတာလားရုပ်ချောတဲ့သူတွေကိုပြောတာလားအာနာရှိတဲ့သူတွေကိုပြောတာလားဆွေမျိုးတိုင်းဝိုင်းနေတောင့်တင်းတဲ့သူတွေပြောတာလား company pension တွေကိုပြောတာလားဘယ်သူကိုပြောတာလဲလာပါပြီအာတ္တတေသရတရားမရှိတဲ့ပုဂ္ဂိုလ်မိတ်ဆွေဆိုအာတ္တတေပုဂ္ဂိုလ်ပရိဝေဇယတော်သရတရားမရှိတဲ့တတ္တတရားမရှိတဲ့ပုဂ္ဂိုလ်ကိုရှောင်တတ္တေပုဂ္ဂိုလ်တိဝတော်သရတရားရှိတဲ့ပုဂ္ဂိုလ်မှီဝဲလိုက်နှစ်ချက်ရလိုက်ကိုသောသရတရားမရှိတဲ့ပုဂ္ဂိုလ်ကိုရှောင်သရတရားရှိတဲ့ပုဂ္ဂိုလ်မှီဝဲပတ္တရဏိရေသုတ်တန်လေးပြစ္ဆောကနာတော်သရတရားဖြစ်ပေါ်စေရဖြစ်တဲ့သုတ်တန်တရားတွေကိုဆင်ခြင်၃ချက်ရသွားပြီတတ္တတရားသာသနာပေါ်မှာမယုံကြည်နေတဲ့ပုဂ္ဂိုလ်တွေကိုရှောင်မယ်ယုံကြည်ရဲ့ကောင်းတဲ့ပုဂ္ဂိုလ်တွေကိုမှီဝဲမယ်နှစ်ချက်ပြီးရင်တရားတရားဖြစ်ပွားစေတဲ့သုတ်တန်တရားတွေကိုနားမယ်ဆင်ခြင်မယ်၃ချက်ကုသီတဲ့ပုဂ္ဂိုလ်ပြင်းတဲ့ပုဂ္ဂိုလ်တွေကိုရှောင်မယ်အာရဒဝရိယကောင်းတဲ့ပုဂ္ဂိုလ်တွေကိုမှီသေးဝတော်မှီဝဲမယ်တမ္မပရဏိပြစ္ဆကနာတော်တမ္မပရဏတရားတွေကိုဆင်ခြင်မယ်၃ချက်မௌထတတိပုဂ္ဂလိပရိဝဇယတော်မေ့တဲ့ပုဂ္ဂိုလ်တွေကိုရှောင်မယ်ဟုတ်တယ်လေမေ့တဲ့ပုဂ္ဂိုလ်တွေကိုရှောင်မယ်ဟုတ်လားကွန်းစောပြီးရင်ဥပဒတတိပုဂ္ဂလိဥပဒတတိပုဂ္ဂလိတတိတရားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုမှီဝဲမယ်တတိပဋ္ဌာန်တရားတွေကိုဆင်ခြင်မယ်သုံးခုရှိသွားပြန်ပြီအာသမာဟိတိပုဂ္ဂလိတမာရီမကောင်းတဲ့စိတ်တွေဘယောက်ဘယက်နဲ့နေတဲ့မတည်ကြည်တဲ့ပုဂ္ဂိုလ်တွေကိုပရိဝဇယတော်ရှောင်မယ်တမာဟိတိပုဂ္ဂလိပရိတမာရီတရားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုမှီဝဲမယ်ဇန်တရားတွေဝိမောက္ခတရားတွေကိုဆင်ခြင်မယ်ကျောင်းမသုံးခုရှိတာနဲ့ကွာဒုပညာပုဂ္ဂလိပညာနေတဲ့ပုဂ္ဂလိကိုပရိဝေဇတိရှောင်လိုက်ပါတော့ပညာဝိနည်းပုဂ္ဂလိပညာကြီးတဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုသေဝတိမှီဝဲလိုက်ပါတော့ပြီးလို့ရှိရင်ဂံမီရညာဏစရိယနည်းနည်းတဲ့ဉာဏ်တွေကိုဆင်ခြင်မယ်၃၅၄15ဟောသောတတ္တိန္ဒြေနဲ့ပတ်သက်လို့၃ခုဝရိယနဲ့ပတ်သက်လို့၃ခုတမာရီနဲ့တတိနဲ့ပတ်သက်လို့၃ခုတမာရီနဲ့ပတ်သက်လို့၃ခုပညာနဲ့ပတ်သက်လို့၃ခုအဲ့ဒီပဏ္ဏရတ္တဓမ္မ25ပါးသောတရားတွေကိုယင်နဲ့ရောက်ပြီးရင်နဲ့အနိစ္စအသင်ညာဒုက္ခအသင်ညာအနတ္တအသင်ညာပါဏအသင်ညာဝိရာဂအသင်ညာ၅မျိုးတွေရမယ်ပါတယ်လေအနိစ္စဒုက္ခအနတ္တပါဏဝိရာဂအသင်ညာကောင်းတဲ့ကောင်းစုံသလားပါတယ်လေအနိစ္စအသင်ညာဒုက္ခအသင်ညာအနတ္တအသင်ညာပါဏအသင်ညာဝိရာဂအသင်ညာအဲ့ဒီသင်ညာ၅မျိုးတွေရောက်လာလိမ့်မယ်ဘုရားရှင်ကတော့ဒဂရာကသင်ညာ၅မျိုးပြောတယ်ပါဠိတော်က၄ခုပြောတယ်နောက်ကောတော့ဒဂရာတစ်ခုထည့်
တေစာပနာမေဂိယဘေကုဏဣမေတုပင်စတုဓမေတုမိကောင်းဆွေကောင်းလည်းရှိမယ်သီလလည်းရှိမယ်စကားကောင်းတွေလည်းနာကြားရမယ်ဝရိယလည်းရှိမယ်ပညာလည်းရှိဖြစ်ပြလည်းမြင်ပြီးဆိုရင်ဣမေစတ္တရောဓမ္မဤတရား၄မျိုးတို့ကိုဥတ္တရိဘာဝိတ္တပါထပ်ပွားလိုက်ပါမောင်ဝင်းစောရဲ့ရဟန္တာဖြစ်တော်မယ်အတုဘေအတုပါဘာဝိတ္တပါရာဂတဘာနာယမင်းတဏ္ဍမလေးကာမရာဂတွေခုနပြောအဲ့ဒါ तू တွေးခဲ့တာအဲ့တွေးခဲ့တဲ့ကာမဝိတ္တကိုဗါတယ်လေရာဂတကာမဝိတ္တတရားကိုကောက်လိုက်တော့ရာဂအဲ့ဒီရာဂကိုပါနာယပေခြင်းကအတုပါဘာဝိတ္တပါအတုပါတရားကိုအတုပါတင်ညာကိုပွားမယ်ဗျာပါရတာပါမင်းဗျာပါရတင်ညာတွေလေကာမဝိတ္တဗျာပါရဝိတ္တဗျာပါရတင်ညာဗျာပါရတရားကိုပါနာယပေခြင်းကမေတ္တာဘာဝိတ္တပါမေတ္တာပို့မယ်မေတ္တာတွေပွားမယ်ဟုတ်သောအာနာပါနတတိဘာဝိတ္တပါဝိတ္တကူပစ္စေတာယဝိတ္တတရားတွေကိုဖြတ်ဖို့အတွက်အာနာပါနဘာဝနာကိုပွားမယ်အနိစ္စသင်ညာမာနတရားတွေငါလုံနိုင်နေဘုရားရှင်နဲ့ငါလောက်နေတာအဲ့ဒီတရက်ပင်ထဲမှာတရက်တောထဲမှာလေငါသွားနေလိုက်တရားရမယ်လို့မင်းအဲ့ဒီမာနအတ္တမိမာနကိုပယ်နိုင်မှုအတွက်အနိစ္စသင်ညာကိုပွားမေဂိယရဲ့ကောင်းတော့ကောင်းနော်ဗါတယ်လေရာဂတဏှာတွေပယ်ဖို့ရင်အတုပါပွားမယ်ဒေါသတွေပယ်ဖို့ရင်မေတ္တာပွားမယ်ဝိတ္တတွေတွေးတာခေါ်တာတွေတောင်တွေးမြောက်တွေးတွေပယ်ဖို့ရင်အာနာပါနကိုပွားမယ်မာနအတ္တမိမာနသမုဂ္ဂရယအနိစ္စသင်ညာဘာဝိတ္တပါအနိစ္စသင်ညာပွားရင်အနိစ္စသင်ညာပွားရင်အနိစ္စအနတ္တသင်ညာအနိစ္စသင်ကြီးတော့အနိစ္စသင်ညာထင်အနတ္တသင်ညာတန်ထာတိအနတ္တသင်ညာထင်တယ်အနတ္တအမှတ်သားထင်ပါတယ်အနတ္တသင်ကြီးအနတ္တထင်ရင်အတ္တမိမာနဥက္ကရံပုဗ္ဗဘုဏ္ဏတိမာနတရားတွေပယ်၍ဒိဋ္ဌိဝဓမေနိဗ္ဗာန်န္တိဒီဘဝတည်းမင်းနိဗ္ဗာန်ရောက်မယ်ဒေသနာဏီကုံးလည်းပြီးပြီဓမ္မစရိလည်းပြန်มาတော့မယ်နော်တရားဟောရင်အများကြီးရှိသေးတယ်တရားနှစ်ပွဲသုံးပွဲဟောတယ်ဒီနေ့ခုန2နာရီခု2နာရီ9နာရီထိုးနော်ကိုစောတရားပါတယ်လေဓမ္မစရိဆရာတော်ခင်ဗျားတို့အခုပြောခဲ့ပါပြီကိုစောဒီလောက်နဲ့ပဲဝန်သိရေနော်အဲ့ကြမှာမေဂိယအရှင်မြတ်ကြီးတရားရသွားတယ်တက်လားကိုစောအဲ့သူကအနုသာတိမှာအနုသာတိမာဝိရမဟာဝိရောသဗ္ဗဓမ္မနာပါရဂုတသံဓမ္မံသုတ်တော်နာဝိဟာသိသန္တိကေတတောတိသောဝိဇာနုပ္ပတ္တကတံဗုဒ္ဓတာသာသနံလို့ငါလေးတဲ့ဘုရားရှင်စကားကိုနားမထောင်မနဲ့ငါသွားခဲ့တယ်သွားလို့ငါကဘုရားရှင်ရဲ့ဒီစကားလေးကြားပြီးငါမြတ်စွာဘုရားရှင်ရဲ့မဟာဝိရောသဗ္ဗဓမ္မနာပါရဂုတရားအလုံးစုံရဲ့ပါရဂုမြောက်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်သည်တရားအလုံးတို့ရဲ့ပါရဂုဖြစ်တော်မူသောဥပါဒณะခန္ဓာ၅ပါးတို့ကိုသိမြင်တော်မူသောပရိညာပါရဂုကောင်းစားပါတယ်လေဥပါဒณะခန္ဓာ၅ပါးကိုသိမြင်နေပါလေပရိညာပါရဂုဒီလိုလားကောင်းစားပြီးရင်အဲ့ဒီဥပါဒณะခန္ဓာဖြစ်ကြောင်းဥပါဒณะတရား၄ပါးကိလေသာတရားတွေကိုပယ်သတ်နိုင်လိုက်တဲ့ပဟာနပါရဂုကောင်းစားဒီလိုလားအဲ့ဒီပါရဂုနိဗ္ဗာန်ကိုအာယုံပြုနေတဲ့သစ္စိကိရိယာသစ္စိကတပါရဂုနော်ကောဒီလိုနော်ကောမဲခင်၈ပါးတွေကိုမဲ၄ပါးတွေကိုပွားထားတဲ့ဘာဝနာပါရဂုသဗ္ဗဓမ္မနာပါရဂုတရားအလုံးစုံရဲ့ပါရဂုဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကမဟာဝိရောကြီးမြတ်သောဝိရိယရှိတော်မူသောဘဂဝါဘုရားရှင်သည်မငါကိုအနုတာဝိဆုံးမသွန်သင်ခဲ့ပါပြီတဲ့ကိုဝင်းဆိုရင်တနာစေတကွန်းသလားပါတယ်လေဆုံးမသွန်သင်ခဲ့ပါတယ်တဲ့အနုတာသည်ဆုံးမသွန်သင်ခဲ့ပါပြီတတ္တထိုဘုရားရှင်အဟံငါသည်တတ္တထိုဘုရားရှင်ဓမ္မတရားတော်မြတ်ကိုသုတ်တဝါနာနာချာသုတ်တဝါနာနာကြရ၍ဘဂဝါဝါဘုရားရှင်ဘဂဝတော်ဘုရားရှင်သန္တိကေအနိမတတော်တတိတရားရှိတဲ့ဝိဟာတိနေခဲ့ပါပြီတိသောဝိဇာနုပ္ပတ္တပုရိအာလို့ခေါ်တဲ့ပုဝနိဝါဒဉာဏ်ဒေဝစကုဉာဏ်အာသကယဉာဏ်လို့ခေါ်တဲ့ဉာဏ်၃ပါးသို့ရောက်၍ဗုဒ္ဓသာဘုရားရှင်သာသနာတော်ကြီးကိုအဆုံးမစကားကိုအခုမှကတံပြုခဲ့ပါပြီကိုစောကြီးဟုတ်ပြီဒီလိုလားကွယ်နော်ရမလို့ဇိယဝနရဲ့မေဂိယတောကကင်းရပါတယ်လေမိတ်ကောင်းရှာဆိုတဲ့တရားဒေသနာဤမေဂိယတုတ်တမန်နဲ့ပြီးပါပြီနော်ခွန်းစောအားလုံးကိုစိတ်နဲ့ဖျားကြံ့မာချမ်းသာကြပါစေသောအရှင်မေဂိယမထေရမြတ်ကြီးယန္နာစံစစ်ဖြစ်၍ကိရိတာတွေငြင်းသွားသလိုအပူခတ်သိမ်းငြင်း၍မိတ်ကောင်းဆွေကောင်းတွေ့၍တောကခတ်သိမ်းဤကင်းငြိမ်းရန်နိဗ္ဗုတာသို့ရောက်နိုင်တက်လန်းနိုင်ကြသောသူတော်ကောင်းများဖြစ်ပါစေတည်း